ဒီနေ့ကတော့ Who am I ဆိုပြီးတော့ကိုယ့်ရဲ့ identity နဲ့ပတ်သက်တာလေးကို sharing လုပ်သွားမှာပေါ့နော်အခုက02ယောက် sharing လုပ်မယ်ပေါ့နော်သဇင်ရဲ့မတ်သိမ်မွန်ကြီးရပေါ့နော်သဇင်ကတော့အဓိကyou တွေကိုအဓိကတော့ you adapt ပေါ့နော်25ဝန်းကျင်အထက်တွေရော16 20ဝန်းကျင်အထက်တွေမှာရှိတဲ့အထက်တွေကို sharing လုပ်ပေးတာမျိုးသူတို့နဲ့ပတ်သက်တာမျိုး self awareness တွေပေါ့နော်အတဲ relationship တွေအစားပေါ့ personal development နဲ့ပတ်သက်ပြီးတော့အဓိကဒီမျှဝေနေရမျိုးကုညီပေးနေရမျိုးရှိရပေါ့နော်light direction နဲ့ပတ်သက်တာမျိုးပေါ့တူလမ်းပြောက်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီစရာမျှဝေပေးရပေါ့နော်ဟုတ်မတ်တယ်မွန်ကြည့်လေးsharing လုပ်ပေးပါဟုတ်မိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါဟိုတနေ့ကဒီချက်webinarမှာလည်းတချို့တွေ့ဘူးတယ်လို့အဲ့လိုဆိုတော့သိနေပါပြီเนาะကျွန်မကတော့တဲမှုကြည့်ပါလက်တလုံးမှာတော့ parenting coach လုပ်နေပါတယ်ဒီကတော့ teenage ပေါ့เนาะ teenage parenting ကိုအဓိကထားပြီးလုပ်ပါတယ်ဒါပေမဲ့ parenting ကတော့အတူတူပဲပေါ့เนาะ teenage ပဲဖြစ်early childhood ပဲဖြစ်အတူတူပဲပေါ့เนาะသွားရတဲ့ process တွေကအတူတူပါပဲဒါပေမဲ့ teenage ကတော့နည်းနည်း critical challenges တွေရှိတဲ့အတွက်ကို့မှာလည်းstory background ရှိတဲ့အတွက်ဒါကိုပို့ပြီးတော့မိဘတွေအတွက်လည်းလိုအပ်တယ်လို့ထင်တဲ့အတွက်ဒါလေးကိုပို့ပြီးတော့ emphasize လုပ်ဖြစ်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကဲပါဆိုဒီနေ့စလိုက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ Who am I ဆိုပြီးတော့အဓိကတော့ကိုနားလေခြင်းပေါ့နော်နားလေခြင်းကနေစပြီးတော့ sharing လုပ်သွားပေးမယ်အဲ့မှာတော့အဓိကသစီရဲ့ကျမရဲ့မတ်တဲမွန်ကြီးပေါ့နော် hybrid parenting အနေနဲ့ပါဝင်ပြီးတော့မျှဝေသွားမှာပေါ့နော်အဓိကဒီနေ့ sharing လုပ်တာကတော့ဒီစရောက perfect version of yourself ကိုရှာဖွေမှာမဟုတ်ဘူးအဓိကဒီစရောဘယ်လိုမျိုးတွေတွေးနေတာလဲdecision တွေချမှတ်တဲ့ချိန်မှာဘာကြောင့်ခက်ခဲနေရလဲပေါ့နော်အဲ့လိုမျိုးတွေ loss ဖြစ်တာမျိုးတွေရှိရတယ်ပြီးတော့ဘယ်လိုမျိုး choices တွေလုပ်ရမလဲဆိုတဲ့အပိုင်းတွေကိုမျှဝေသွားမယ်အဲ့အပြင်မှာမတ်တဲမွန်ကြီးအနေနဲ့ဒီ social psychology development ရှုထောင့်ကနေလည်း teenage အရွယ်မှာတကယ်ကိုအရေးကြီးတဲ့ identity နဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်မျှဝေပြီးသွားမှာပေါ့နော်အဲ့တော့အခုဒီလိုမစခင်ပါပေါ့နော်ဒီမစခင်မှာခဏလေးကိုစိတ်ကလေးလျှော့ပြီးတော့မျက်စိပိတ်လို့လည်းရတယ်တို့မကိုပြန်တွေးကြည့်ပေါ့နော်ပြန်တွေးကြည့်am I becoming the person I truly want to become ပေါ့နော်ကိုအခုကကိုတကယ်ဖြစ်ချင်တဲ့ပုံစံမျိုးတကယ်ဖြစ်နေသလားဆိုတာလေးကိုဒီစရာကိုအရင်ဆုံးမေးကြည့်စေချင်တယ်ပေါ့နော်ပထမအဆုံးပေါ့နော်ကိုမေးကြည့်စေချင်တယ်ဖြစ်ချင်တဲ့ပုံစံအတိုင်းသွားနေတာလား influence တွေရှိနေတာလားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတစ်ချက်ကိုမေးကြည့်ပေးပါရပြီဆိုရင်ကို notes down လုပ်ထားလို့လည်းရတယ် keep in mind စိတ်ထဲမှာထားလို့လည်းရတယ်ပေါ့နော်ဆိုတော့ပထမဆုံး identity လို့ကြားလိုက်တယ်ဆိုရင်ဘယ်လိုနားလည်ကြလဲပေါ့နော်ဘယ်လိုနားလည်ကြလဲပေါ့ identity ကိုလေကိုယ့်ရဲ့နားလည်မှုနဲ့ပတ်သက်ပြီးတော့sharing လုပ်လို့ရတယ်ချက်ပေါက်မှာလည်းရေးလို့ရတယ်ပေါ့နော်ညဝေကြည့်ပါ identity ဘယ်လိုမျိုးနားလည်လဲပေါ့နော် yes ဖြစ်တည်မှုဟုတ်ကဲ့ပါခြားလူတွေရောကိုယ်ဖြစ်တည်မှု yes လူနားလေလေပေါ့နော် identity ဆိုတာmay not be conditioning ဟုတ်တယ် conditioning မလုပ်ထားဘူးလူသားတယောက်အနေနဲ့ conditioning လုပ်ထားလည်းဖြစ်နိုင်တယ်လို့မလုပ်ထားလည်းဖြစ်နိုင်တယ်နော်ဟုတ်တယ်ပြီးတော့ identity
okay အာ slide ကိုပြန်ရှင်းမယ်နော်ကိုယ်ပိုင်လက္ခဏာဟုတ်တယ်ကိုယ်မှာရှိနေတဲ့လက္ခဏာ unit blueprint လို့လည်းပြောကြရပါတော့တချို့ခါကြတော့ okay အဲ့ဆိုရင်ကိုယ်ပိုင်လက္ခဏာ yes အဲ့တော့အဓိက identity ဆိုတာကတော့ဒီလိုကိုယ့်ရဲ့ value တွေကိုယ်ဘယ်လိုဖြစ်ချင်တာမျိုးပြီးတော့နောက်တစ်ခုကိုယုံကြည်တာမျိုးပေါ့နော်ယုံကြည်တာမျိုးတွေကိုယ့်အနေနဲ့အားသာချက်တွေလည်းရှိနိုင်တယ်လို့ကိုယ့်ရဲ့ choice ပေါ့နော်ကိုရွေးချယ်ထားတဲ့ပုံစံမျိုးတွေအဲ့ဒါနဲ့ပြည့်နေနေတဲ့အရာပေါ့နော် identity ဆိုတာကိုယ့်ရဲ့ပုံစံမျိုးဒါပေမဲ့အဲ့ identity က forming ဖြစ်လာတဲ့အနေအထားမှာအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်choice တွေ experience တွေအတွေ့အကြုံတွေကြောင့်မလို့ပို့ပြီးတော့ရင့်ကျက်တာမျိုးမတုံ့လောက်တာမျိုးအမျိုးမျိုးရှိရပေါ့နော်အဲ့အရာအနေမှာဘယ်လိုမျိုးလူစားဆိုတဲ့ပုံစံမျိုး identity blueprint အနေနဲ့ပြတာမျိုးပြောတာပေါ့နော်ဒါပေမဲ့ identity ကကိုယ်စိတ်ထဲမှာပုံတည်ကားချက်ဒီလိုမျိုးပဲဖြစ်မယ်ဆိုတဲ့အရာမဟုတ်ဘဲနဲ့အမြဲတမ်းပြောင်းနေတယ် life experience တွေပြောင်းတယ်ကိုပဲပြန်ကြည့်လိုက်မယ်ဆိုရင်ကိုငငယ်တုန်းကပုံစံနဲ့အခုကြီးလာတဲ့ပုံစံပြီးတော့ကျောင်းတက်သွား education ပေါ့ learning တစ်ခုလုပ်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ perspective တွေပြောင်းသွားတာမျိုး career ဝင်တဲ့အချိန်မှာအလုပ်ခွင်မှာရောrelationship တွေတည်ဆောက်တဲ့အချိန်မှာလည်းကိုယ့်ရဲ့ပုံစံမျိုးကအတွေ့အကြုံကနေ identity ကအမြဲတမ်း updated ဖြစ်နေတာမျိုးရှိရပေါ့နော်ကိုယ့်ရဲ့မိသားစုမှာငယ်လေးတည်းကမိသားစုနဲ့ကိုတည်ဆောက်ထားတဲ့မိသားစုကနေရှိလာတယ်လို့အတွေ့အကြုံကြောင့်မလို့ရင့်ကျက်တာလည်းဖြစ်နိုင်တယ်လို့ fear တွေလည်းဖြစ်လာတာမျိုးရှိအမျိုးမျိုးပေါ့နော်ဆိုတော့ opportunity ကြောင့်မလို့ပို့ပြီးတော့အရင်တော့ဥမာစာသိမ့်မတော်ဘူးအခုဆိုရင်တော့စာအရန်တော်တယ်အားတာသူအမြဲတမ်းသူက forming ကပုံတည်ကားချက်မဟုတ်ဘဲနဲ့အမြဲတမ်းပြောင်းလဲနေတာမျိုးရှိရပေါ့နော်အဲ့တော့အဓိကတော့ identity က lifelong journey ဖြစ်တယ်တခုတွေ့ကြုံလိုက်လို့ဒီတယောက်ကဒီလိုပဲဆိုပြီး label တက်လိုက်တာ ਨੇ ကိုက finish product တခုတည်းမဟုတ်ပေါ့နော်အမြဲတမ်းပြောင်းလဲနေတာမျိုးလေးကိုဒီစရာထောက်ပြချင်တယ်အခုကနေစပြီးတော့ဟာကြတော့ဆရာမမက်တဲ့မွန်ကြီးကနေဒီ psychosocial development ပေါ့နော် Eric Erikson ရဲ့ psychosocial development ကနေ identity နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ပေါ့နော်ဆရာမကို sharing လုပ်လိုက်ပါမယ် yes ဟုတ်မင်္ဂလာပါအားလုံးပဲဒီနေ့စိတ်ဝင်စားစွာနဲ့ဒီပွဲလေးကိုတက်ပေးကြတယ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးပဲသိတဲ့အတိုင်းပဲကျွန်မက parenting coach ကိုလုပ်နေတယ်ပေါ့နော် parenting coach ဖြစ်လာတာလေဒီကျွန်မရဲ့သားပေါ့နော်ကျွန်မရဲ့သားကို conscious parenting ပေါ့သူ့ကိုတေချာဒီအခု14နှစ်ရှိပြီပေါ့14နှစ်တာကာလပတ်လုံးကျမပြုစုပြောထောင်လာတယ် parenting style တွေရောအခုဒီ teenage အရွယ်ရောက်တဲ့အခါမှာသူ့ရဲ့ challenges တွေကိုယ့်ရဲ့ challenges တွေဒါတွေကိုဘယ်လိုမျိုးတဲ့မှတ်ရမလဲဆိုတာကိုထပ်ပြီးတော့ဒီ education မှာသင်ခဲ့တဲ့ child psychology child development တွေရယ်နောက်တခြားပညာရပ်တွေရဲ့ပေါင်းစပ်ပြီးတော့ပေါ့နော်ဒီ parenting ကိုသူ့အတွက်လေးလာရင်းနဲ့တကယ်ပညာရပ်တွေရဲ့အနေနဲ့ပို့ပြီးစိတ်ဝင်စားပြီးတော့ကိုလိုပဲဘဝတူမိဘတွေကိုကူညီပေးခြင်းနဲ့စေတနာနဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ဒီ parenting coach ကိုအာဖြစ်လာပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောတဲ့ identity ဆိုတာဘာလဲပေါ့နော်အရှိမဆီယမသစင်အောင်ကလည်းရှင်းပြသွားပြီပေါ့နော်အဲ့တော့ identity ဆိုတာကိုယ့်ရဲ့ဖြစ်တည်မှုဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတဲ့ပုံဖော်မှုပေါ့နော်အဲ့ဒီပုံဖော်မှုတွေကကျမတို့ဒီ Eric Erikson ရဲ့ psychosocial development theory အရဆိုရင်သူကလူတစ်ယောက်ရဲ့လူတစ်ယောက်ကမွေးတဲ့ကနေပြီးတော့ပေါ့နော်နောက်ဆုံးမသိခင်အချိန်ထိပေါ့ stage ကိုသူက8ခုနဲ့ခွဲပြသွားတယ်ပေါ့နော်ပထမ stage ကတော့
မွေးခါစားအနေတစ်နှစ်နော်နောက် stage 2ကကြတော့တစ်နှစ်ကနေ3နှစ် stage 3ကတော့3နှစ်ကနေ5နှစ် stage 4ကတော့6နှစ်ကနေ17နှစ် stage 5ကတော့12နှစ်ကနေ18နှစ်ပေါ့နော်အခုကျွန်မအဓိကပြောမှာတော့ဒီ stage ပေါ့နော် stage 5ဖြစ်တဲ့12နှစ်ကနေ18နှစ်အရွယ်အတွက်ကို emphasize လုပ်ပြီးတော့ပြောမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ stage မှာပဲသူက identity ဆိုတာကိုစပြီးတော့ပုံဖော်တဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဒါလေးကိုကျွန်မ highlight လုပ်ပြီးတော့ပြောပါမယ်။ Now stage 6ကကြတော့ session 1ကနေပြီးတော့40အထိပေါ့နော် stage 6ပေါ့နော်နောက် stage 7ကကြတော့40ကနေ65 stage 8ကတော့65ကနေပြီးတော့ပေါ့နော် over ပေါ့နော်80 90အသက်ရှင်သလားပေါ့နော်အဲ့ဒီအရွယ်တွေကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ခုနကတော့ပြောတယ် stage 5ဖြစ်တဲ့သူ့ရဲ့ လူတစ်ယောက်ရဲ့ identity ကိုစပြီးတော့ပုံဖော်တဲ့အချိန်က12နှစ်ကနေ18နှစ်ပေါ့နော်အဲ့ဒီအချိန်ပဲဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာကို့မှာကလေးရှိရင်သတိထားပြီးတော့ကြည့်ပေါ့နော်တင်းရှိတယ်ဆိုတကယ်လို့တင်းမရှိဘူးကို့ကလေးကငယ်သေးတယ်ဆိုရင်တော့ကိုက pre-teen ဖြစ်တဲ့10နှစ်17နှစ်လောက်ထဲကနေစပြီးတော့ကြည့်လို့ရတယ်ပေါ့နော်သတိထားပြီးတော့လေ့လာလို့ရတယ်ပေါ့ကြည့်လို့ရတယ်ဆိုတာဒါမှမဟုတ်ကို့မှာကလေးမရှိဘူးကို့မှာကလေးမရှိဘူးဆိုရင်လေကိုငယ်ဘဝကိုဖြတ်တန်းခဲ့တဲ့ငယ်ဘဝကိုပြန်ပြီးစဉ်းစားကြည့်လို့ရတယ်ကိုယ့်ရဲ့ identity ကိုကဘယ်လိုလူမျိုးဖြစ်ချင်လဲပေါ့နော်အဲ့ဒီဟာကိုကျမတို့ပြန်ပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော်ဒီအချိန်မှာပဲဒီ teen အရွယ်ပေါ့နော်ဆယ်ကျော်သက်အရွယ်မှာဘာတွေဖြစ်လာလဲနော်ဘာတွေဖြစ်လာလဲဆိုတော့ကလေးတွေဆိုလို့ရှိရင်ဒီ main ကလေးတွေဆိုလို့ရှိရင် main ကလေးယောက်ျားလေးပါပဲအရင်တော့ကတော့ main ကလေးလိုပဲထင်ခဲ့တာဒါပေမဲ့ယောက်ျားလေးတွေလည်းဖြစ်တယ်မှန်ပိုကြည့်လာတယ်နော်မှန်ပိုကြည့်လာတယ်နောက်ပြီးလို့ရှိရင်အရင်တော့ကတော့ဒီ teen အရွယ်မရောက်ခင်တော့ကတော့အဖေအမေကသပင်ညှက်ဆိုင်ခေါ်သွားတယ် hair style နဲ့ပတ်သက်ပြီးတော့ဒီပုံလေးညှက်လိုက်ဒီပုံကသားနဲ့လိုက်တယ်ကလေးဆိုတော့တူတူပဲညှက်ဘာဖြစ်ယောက်ျားလေးဆိုရင်အဲ့လိုပြောတယ် main ကလေးတွေဆိုလဲအမေကသပင်ရှည်ထားစေခြင်းရင်သပင်ရှည်လေးထားကြတယ်အတူထားစေခြင်းနဲ့မိဘဆိုရင်ကလေးတွေကအတူလေးထားကြတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာဒါပေမဲ့ teen အရွယ်ကြတော့အဲ့လိုမဟုတ်တော့နော်အရှိထားခိုင်းတယ်မိဘဆိုရင်သမီးကအတူညှက်ချင်လားအဲ့လိုဒီဒီဒီပုံမကြိုက်ဘူးသူတို့ရဲ့ idol တွေရှိတယ်သူတို့ idol ရုပ်ရှင်မင်းသမီး model เนาะအဲ့အမျိုးတွေရှိတယ်အဲ့အတိုင်းသူတို့ကလှုပ်ချင်လာကြတယ်เนาะအဲ့လိုမျိုးယောက်ျားလေးဆိုလဲအဲ့လိုပဲဘလို့ပုံစံမျိုးမှညှက်ချင်တယ်ဆိုတော့ဒီ behavior လေးပေါ်လာတယ်ပေါ့နော်ဒါလေးတွေက identity ပဲသူတို့ရဲ့စပြီးတော့သူတို့ identity ကိုစပြီးတော့တည်ဆောက်နေတာပေါ့နော်အဲ့ဒါတွေကိုကျမတို့အရင်တော့ကတော့မသိခဲ့ဘူးပေါ့နော်ဒီလိုမျိုးမသိခဲ့မလေးလာခဲ့လို့မသိတဲ့အခါမှာမိဘကဒါလောက်ဆိုသူတို့ကဟိုလောက်ချင်တယ်ဒီအင်ကြီးဝဲလို့ပြောတဲ့အခါမှာဒါလေးကသားနဲ့ပို့လိုက်တယ်ဒါလေးကသမီးနဲ့ပို့လိုက်တယ်ဆိုမဟုတ်သူတို့ရွေးချယ်ထားတာတစ်ခုပေါ့နော်အဲ့လိုမျိုးလေးတွေကျမတို့တွေ့ရတယ်အဲ့ဒီဟာကတကယ်ကတော့မိဘတွေနဲ့ဒီနေရာမှာကျမက awareness အနေနဲ့ပြောချင်တာကတချို့ကိစ္စတွေမှာကလေးအတွက်အန္တရာယ်မဖြစ်ဘူးဆိုလို့ရှိရင်သူတို့ choice လုပ်ခွင့်ပေးပါပေါ့နော်အဲ့ဒါလေးကိုကျွန်မပြောချင်ပါတယ်ငါဆန္ဒနဲ့မတူလို့ဟဲ့မိဘထားဝဲစေချင်တာကိုဒါပဲဝဲရမယ်မဟုတ်ဘူးဒီပုံစံပဲထားရမယ်ဆိုပြီးတချို့ဟာတွေကိုအတင်းအကျပ်မပိတ်ပင်စင်ချေမှုပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီလိုမျိုးကျမတို့ကအတင်းကျပ်လုပ်တဲ့အခါမှာခါလေကြလို့ရှိရင်ချုပ်ကလေးကလိမ့်မာတယ်ပေါ့နော်မိဘနဲ့ against မလုပ်ချင်ဘူးအဲ့လိုမျိုးအခါမှာမိဘဖြစ်စေချင်တဲ့အတိုင်းပဲငါပြန်ပြောရင်အမေကမကြိုက်ပါဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ထားလိုက်လို့ရှိရင်သူ့ရဲ့ဖြစ်တည်မှုကိုသူကနောက်ဆုတ်သွားတာပေါ့နော်သူ့ရဲ့ဖြစ်တည်မှုကိုခုနလိုမျိုးသူကအယောင်တောက်ခွဲချင်တဲ့အမေကမဝဲခိုင်းဘူးသူကသပင်ရှည်ထားခြင်းနဲ့အမေက
ခလေးဆိုတော့အတူညှက်ခိုင်းတယ်အဲ့လိုမျိုးလေးတွေကအစပေါ့နော်အဲ့ဒါလေးတွေကအစတတိထားစီချင်ပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေခုနနောက်မှန်ကြည့်လာတဲ့အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့သူတို့ရဲ့ဖြစ်တည်မှုကအဲ့ဒီချိန်မှာစပေမဲ့တကယ်တမ်းကတော့ဟို early stage ပဲဖြစ်သေးတဲ့အတွက်သူတို့အကြိုက်တွေသူတို့ရဲ့ဝါသနာတွေကလည်းအမြဲတမ်းပြောင်းတယ်အခုအချိန်မှာငယ်ငယ်တုန်းကပကြီးဆွဲတာဝါသနာပါပြီမယ်ဒီချိန်မှာသူကmusic ကိုစိတ်ဝင်စားရင်စိတ်ဝင်စားပါမယ်ပေါ့နော်အဲ့လိုမျိုးဒါမဟုတ်လို့ရှိရင်ငယ်ငယ်တုန်းကဘောလုံးကန်ကျင်တယ်ကြီးလာတော့ကြတော့ဂီတာတီးကျင်တယ်အဲ့လိုမျိုးလေးတွေဖြစ်လာအဲ့ဒါကိုလည်းကျမတို့ကနားလည်ပြရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဟို stable မဖြစ်သေးဘူးပေါ့နော်သူတို့ရဲ့ development က stable မဖြစ်သေးတဲ့အတွက်အဲ့ဒါလေးတွေကိုကျမတို့သတိထားရမယ့်အချက်လေးတွေဖြစ်ပြောချင်ပါတယ်နော်နောက်ပြီးတော့ဒီအချိန်ကဘာလို့လဲဆိုတော့သူတို့ကိုသူတို့ရှာဖွေနေတာသူတို့ကိုယ်တိုင်ကိုငါကဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကိုသူတို့ရဲ့ဒီ brain เนาะ psychosocial development အဲ့ဒီဟာတွေကနေရှာဖွေနေတယ်ဘာဝါသနာပါလဲအဲ့ဒီနေရာမှာတချို့ကလေးတွေကတော့ကျမတွေ့ရသလောက်တော့နည်းနည်းတော့ရှားတယ်ပေါ့နော်နည်းတယ်ပါရမီရှိတဲ့ကလေးတွေကတော့ငယ်တဲ့အချိန်တွေက teen age မရောက်ခင်တည်းကချို့ကလေးတွေဆိုရင်ဆရာဝန်ဖြစ်ချင်တယ်လို့နော်engineer ဖြစ်ချင်တယ်ဆိုတော့ဒီ identity ကိုငယ်ငယ်တည်းကပါလာတာတွေတော့တွေ့ဘူးတယ်ဒါပေမဲ့တော်တော်နည်းပါတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တယ်အဲ့တော့တချို့ကလေးတွေကြတော့လေ teenage မှာဘယ်အရာကိုပို့ပြီးစိတ်ဝင်စားလဲပေါ့နော်ဥပမာ math နဲ့ English မှာတချို့က math ကိုပို့ပြီးတော့အားတာတယ်တချို့က English ကိုပို့ပြီးတော့အားတာတယ်ပေါ့နော် just စာတို့တွက်စာတို့အဲ့လိုမျိုးဝါသနာပါတာတွေ့ရတယ်ဒါပေမဲ့တချို့ကလေးကြတော့လေခုနလိုမျိုးမိဘကအရန် overcare ပေါ့နော် overcare လုပ်တဲ့မိဘမျိုးဒါမှမဟုတ်လို့ရှိရင် neglect လုပ်ခံရတဲ့ကလေးမျိုးပေါ့နော်မိဘ neglect လုပ်တယ်ဆိုတာကဒီနေရာမှာပြောချင်တာတချို့ကြတော့စီးပွားရှာနေတယ်နော်စီးပွားရှာတယ်စီးပွားရေးကိုပဲကိုယ့်ရဲ့ business ကိုပဲဟိုပို့ပြီးတော့အလေးထားတယ်ပေါ့နော်ကလေးတွေနှောင်ရေးအတွက်ဆိုပြီးတော့ဒါပေမဲ့သူတို့ကိုတေချာဂရုစိုက်ဖို့ပေါ့နော်ကိုယ်တိုင်တေချာဂရုစိုက်ဖို့မရှိတဲ့ကလေးတွေပေါ့အဲ့ဒါမျိုးဆိုရင်တော့ဒီကလေးတွေကအဲသူတို့ရဲ့ identity သူတို့ဘာဖြစ်ချင်လဲဆိုတာကိုမသိပဲကြီးလာတဲ့ကလေးမျိုးလည်းရှိတယ်ပေါ့နော်အဲ့မှာနှစ်မျိုးပေါ့ချို့ကြတော့ forced to choose ပေါ့ဒါယူရမယ်ဥပမာကျမတို့ငယ်တုန်းကဆိုလို့ရှိရင်သိပ္ပံဝိဇ္ဇာနော်ဝိဇ္ဇာတို့သိပ္ပံတို့ရွေးတဲ့အခါမှာမိဘရွေးချယ်ခိုင်းတဲ့ဥစ္စာကိုရွေးချယ်ရတယ်နော်အဲ့လိုမျိုးတွေလည်းရှိတယ်ဒါမှမဟုတ်ရင်လည်းအမှတ်ကြောင့်ရွေးရတဲ့ကိစ္စတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါတွေကလည်းသူ့ရဲ့ identity ဖြစ်ခွင့်ကိုပျောက်ဆုံးစေခဲ့တဲ့အချက်တွေပဲပေါ့နော်အဲ့ဒါလေးတွေကိုလည်းကျမတို့သတိထားရမယ်ပေါ့နော်နောက် slide တစ်ခုသွားလို့ရအဲ့လိုမျိုးသွားလို့ရပါတယ်အဲ့တော့ကြတော့အဲ့မှာကျမရဲ့အတွေ့အကြုံလေးကိုရှင်းပြရလို့ရှိရင်ကျမရဲ့သားပေါ့နော်ကျမရဲ့သားကိုကျမအဲ့ pre-teen အရွယ်17နှစ်ရယ်12နှစ်ပေါ့နော်စပြီးတော့ဒီ teen စပြီးတော့ဝင်လာတဲ့ချိန်မှာသူ့ဝါသနာဘာပါလဲဆိုတာကိုစောင့်လဲကြည့်တယ်ကိုလည်းဖော်ပြီးတကယ်တော့ငယ်ငယ်တွေကအာသူဘာဝါသနာပါလဲဝါသနာပါတဲ့ဟာကိုကျမတို့ကအားပေးခြင်းတယ်ပို့ပြီးတော့ support လုပ်ပေးခြင်းတယ်အဲ့ဒီအတွက်ကြောင့်ပကြီးဆွဲတာတို့ဆန်းနီယာတီးတာတို့တခြားရေကူးတာတို့စတယ်ပေါ့နော်အဲ့ဒီဟာတွေကိုတင်ပေးတယ်လေးလာတင်ပေးတယ်တင်ပေးရင်းနဲ့သူဘယ်နေရာမှာပို့ပြီးထူးချွန်မလဲဆိုတာစောင့်ကြည့်တယ်ဒါပေမဲ့အဲ့ဒါတွေကို तू ကဘယ်လိုပြောမလဲလုံးတယ်အရန်ကြီးစိတ်ဝင်စားတယ်ဆိုတာမျိုးမတွေ့ဘူးပေါ့နော်လောက်ခိုင်းတော့လောက်တယ်အဲ့တော့ကိုရီးယားလည်းဟို
စိတ်မဝင်စားဘူးဆိုတော့အရင်ကြီးပေါ့လေသူ့ရဲ့ interest ကအရင်အဲ့မှာမရှိဘူးဆိုတာသိတော့နောက်ပိုင်းဆက်မလုပ်ခိုင်းအောင်ဒါပေမဲ့သူကအဲစာစာလုပ်တဲ့နေရာမှာတော့ဘယ်လိုပြောမလဲညံကောင်းတယ်လို့ပြောရမယ်ပေါ့နော်ညံကောင်းတော့ကြတော့စာကိုတစ်ခါဖတ်ရင်မှတ်မိတစ်ခါနှစ်ခါဖတ်ရင်မှတ်မိတယ်ပေါ့မှတ်မိတယ်ဒါပေမဲ့သူဘာဝါသနာပါလဲသူမသိနေဟိုဘယ်လိုင်းကိုရွေးမလဲဘာလုပ်ချင်လဲဆိုရင် तू မသိနေဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကြတော့ဟိုတနေ့ကပြောသလိုပဲကျမကသူ့ဘာဝါသနာပါလဲဆိုတာကိုကြည့်ဖို့အတွက်ဘာဖြစ်လို့လဲဆိုတော့12နှစ်13နှစ်မှာသူနဲ့စကားပြောရပြီစကားပြောရပြီဆိုတော့ခုနလိုမျိုးသူဝါသနာပါဥမာကိုကမရွေးပေးချင်ဘူးဒါတော့ကျမတော့အဝဲဖြစ်နေတဲ့အတွက်မရွေးပေးချင်ဘူးဒါသူ့ကိုပါကိုယ်တိုင်အတူရွေးစေချင်တယ်သူလောက်ရမယ်ရှေ့ future ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီကျမလေးလာထားတဲ့ပညာတွေနဲ့သူ့ရဲ့ strength တွေကိုရှာပေးရတာပေါ့နော်ကိုကအပြင်ပိုင်းကြည့်ရင်တော့ तू ကအကြောင်းစာမှာဝါသနာပါတာကိုတွေ့ရတယ်ဒါပေမဲ့ तू ဘယ်ဟာကိုရွေးချယ်အောင်လဲ तू မသိသေးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာကျမကသူ့ရဲ့အားသာချက်တွေကိုရှာရတယ်ရှာပြီးတော့သူ့ကိုဒါတော့သားမှာဒီအားသာချက်တွေရှိတယ်ဒါယူလောက်ချင်လားဆိုတာကိုရှာပြရတယ်အဲ့မှာကျမသုံးတဲ့ tools တွေတော့ရှိတာပေါ့နော် astrology နဲ့လည်းကျမသုံးတယ်ဒီ destiny တို့ numerology တို့လည်းကျမသုံးတယ်အဲ့ထဲမှာဘာဖြစ်လို့လဲဆိုတော့ဟိုတစ်ခုတည်းကိုစောက်ကင်ထားလို့ရှိရင်လေဒါမှန်ကန်တဲ့ဟိုဟာဆုံးဖြတ်ချက်မဖြစ်ဘူးလေအဲ့တော့ကြတော့ကိုယ်တိုင်သူ့ရဲ့ stress တွေကိုရှာတယ်ရှာပြီးလို့ရှိရင် choice တွေအများကြီးချပေးရတာပေါ့เนาะသူအာသာချက်တွေကိုဟိုဟာဖြစ်ပြီးတော့အဲ့ခါမှာအဲ့တော့အဲ့ဒီမတိုင်ခင်မှာလဲကိုကဒီ stage ကိုရောက်ဖို့အတွက်ဆိုရင်ကျမကဘာလုပ်ရလဲဆိုတော့သူနဲ့ပထမဆုံးသူကကိုနဲ့မိဘကပေါ့နော်အမေကသူ့အတွက် safe space ဖြစ်တယ်ဆိုတာကိုကျမတို့ကပြရတယ်ပေါ့နော် safe space ဖြစ်နေတော့မှ connect ဖြစ်တာ connect ဖြစ်တော့မှ communicate လုပ်တာဒါက parenting မှာအရေးကြီးဆုံးအချက်ပဲပေါ့နော် parenting မှာအရေးကြီးဆုံးချက်ကဒီအချက်ပဲ safe space ဖြစ်ကြောင်းကိုဘယ်လိုပြရလဲဆိုတော့ခုနလိုမျိုး control လုပ်တာမဟုတ်ဘဲနဲ့သူ့ကို force to do မဟုတ်ဘဲနဲ့နော်ဟိုသူနဲ့ဘယ်လိုပြောရမလဲ teenage မှာအရေးကြီးတာဒါလောက်ကမယ်ဆိုပြီးတော့ပြောတာထက်ထိုင်ဆွေးနွေးတာထက်သူနဲ့အတူသွားရင်လာရင် parallel communication ပေါ့နော်ကျမတို့ technical term နဲ့ပြောရင်เนาะ parallel communication လို့ပြောတာပေါ့เนาะparallel communication ကတော့အကြောင်းအရာတစ်ခုကိုထိုင်ပြီးတော့ဟို seriously ဆွေးနွေးတာထက်သွားရင်လာရင်ဟင်းချက်ရင်နော်ဟိုလေ့ကျင့်ခန်းလုပ်ရင်းနဲ့ပေါ့ပေါ့ပါပါစကားပြောတယ်ပေါ့နော်ပေါ့ပေါ့ပါပါစကားပြောရင်းနဲ့ကိုကသူ့အတွက် free ဖြစ်တယ်ဘာမှကြောက်စရာမလိုဘူးသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုယုံကြည်ပြီးတော့ support ပေးမယ်လို့ဖြစ်တယ်ဆိုတာကိုသိစေတာပဲပေါ့နော်ဥပမာကျမဆိုလို့ရှိရင်ဘာဝါသနာပါလဲလို့မေးတဲ့အချိန်မှာမသိသေးဘူးပေါ့နော်ခုနလိုမျိုးဒီအချိန်မှာကလေးမနေ့ဟိုတနေ့ကလည်းပြောခဲ့တယ်လို့ပဲဟိုတနေ့ကဒီချက် webinar တက်တဲ့လူတွေဆိုရင်သိပါအောင်နော်အဲ့တော့အဲ့ဒီအရွယ်မှာ pre-teen teen ပေါ့နော်17 12အရွယ်မှာသူတို့ကစကားပြောရင်ပြောမပြောလို့ရှိရင်တယောက်တည်းနေချင်ကြတယ်ဥပမာအရင်တော့ဆိုရင်အပြင်သွားမယ်ဟေ့ဆိုရင်လိုက်ကြတယ်ကလေးတွေအပြင်သွားရင်ပြောတယ်ဒါပေမဲ့ဒီ teen အရွယ်မှာကျတော့သူတို့ကမလိုက်ချင်တော့သူတို့ရဲ့ own space လေးသူတို့လိုတယ်နော် own space လေးလိုတယ်အဲ့ဒါတွေကိုလည်းကျမတို့ကသိရမယ်ပေါ့နော်နင်ကဘာလို့အခန်းအောင်နေတာလဲနော်တာဘာလို့အခန်းအောင်နေရလဲဘာလို့စကားမပြောတော့တာလဲဆိုတာသူတို့ရဲ့ဒီခုန development ဖြစ်လာတဲ့အချိန်ပေါ့အဲ့ဒါလေးတွေကိုကိုကသိရမယ်တချို့အချိန်တွေကိုထားရတယ်ဒီတစ်ခါမလိုက်နဲ့တော့ဥမာ3 ခါသွားတယ်2 ခါလောက်သူနေခဲ့မယ်နေခဲ့ပလေစီပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးထားပေးရအဲ့လိုမျိုးကိုကလည်းအဲ့လိုမျိုးလုပ်ပြီးတယ်ဆိုရင်သူတို့က safe အမေနဲ့ဆက်ဆံရတာအဆင်ပြေတယ်အဖေနဲ့ဆက်ဆံရတာအဆင်ပြေတယ်ဆိုတာသူတို့သိလာတဲ့အခါမှာဒီသူတို့နဲ့ပို့ပြီး connect လုပ်ရတာပို့ပြီးတော့အဆင်ပြေတယ်နော်ပြီးတော့မှဖြစ်ချင်တာပြောဥမာဘ
ဘာလုပ်ပေးရမလဲဘာဝါသနာပါလဲအဲ့ဒီအတွက်ကဘယ်လို support ပေးရမလဲเนาะအဲ့လိုမျိုးပြောရင်သူတို့ဖြစ်ချင်တာအဲ့ခါမှာရဲရဲဝံ့ဝံ့ပြောလာတယ်ပေါ့เนาะဒါကလည်းအချိန်တော့ယူရတယ်ပေါ့เนาะငကိုတည်းကဟိုအရန် relationship ကောင်းနေရင်เนาะအဆင်ပြေပြီမဲ့တစ်ခါလေကြာရင်တော့เนาะအဲ့လိုမျိုးဟိုအစင်မပြေဖြစ်တာမျိုးလည်းရှိတတ်တယ်ပေါ့နော် stage တစ်ခုမှာအဲ့ဒါမျိုးဆိုရင်ဒီချက်လေးတွေကစောင့်ရန်ရှောင်ရန်လေးတွေပေါ့နော်အဲ့လိုမျိုးအဲ့ဒီခါမှာခုနလိုမျိုးကျမလုပ်ပေးတဲ့အခါမှာသူ့ရဲ့5-6လလောက်အကြာမှာသူလည်းခုနလိုမျိုးသူ့ခေါင်းထဲမှာဒီ development အတွက် development stage အရာသူ့ခေါင်းထဲမှာဒီ identity ဖြစ်စဉ်တည်ဆောက်နေတဲ့အချိန်မှာကိုကဒီလိုမျိုးဘေးကနေပြီးတော့မိဘကနေပြီးတော့ပြောပေးတဲ့အခါမှာ choice တွေသူ့အတွက်ကရွေးရတာပို့ပြီးတော့နည်းသွားတာပေါ့နော်ဒါတွေကငါရဲ့အာသာချက်တွေသူကိုယ်တိုင်လည်းသိနေလိမ့်မယ်သူရဲ့သူကိုယ်တိုင်လည်းသိနေလိမ့်မယ်ဒါပေမဲ့ဘေးကနေပြီးတော့သူယုံကြည်စိတ်ချရတဲ့သူတယောက်ကသူ့ရဲ့ strength တွေကိုဆွဲထုတ်ပြလိုက်တဲ့အခါမှာဒါကတော့ငါနဲ့ပိုကိုက်ညီတယ်ဒါကတော့ငါနဲ့မကိုက်ညီဘူးဆိုတာသိသွားတော့ရွေးရတာပို့ပြီးတော့ဖောင်ကျင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့ခါမှာအခုဒီနှစ်ဆိုရင် तू က ICGSE O level တက်နေပြီဆိုတော့ तू မနစ်ကရာနိုင်မှာ သူ့ရဲ့ interest ကဘာလဲဆိုတာ तू ရွေးလာနိုင်တယ်ပေါ့ရွေးလာနိုင်တော့ကျမတို့မိဘတွေရွေးပေးစရာမလိုတော့ဘူးသူ့ရဲ့ identity ကို तू သိသွားပြီဖြစ်တဲ့အတွက်သူ့ရွေးချယ်မှုကို तू တာဝန်ယူသွားပြီပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အဲ့ဒါကိုကျမကမျှဝေပေးခြင်းဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဒါပေမဲ့အခုကเนาะကျမပြောတာ stage 5ပေါ့ stage 5မှာစပြီးတော့ identity ဖြစ်တဲ့အချိန်အဲ့တော့12နှစ်ကနေ18နှစ်တည် identity ကိုစပြီးတော့တိဆောက်တဲ့အချိန်ဖြစ်တယ်ပထမကျမပြောတဲ့အမျိုးအစားသူ့ဘာသူ identity ကိုငယ်တွေကရှာနိုင်တဲ့ ကလေးရှိတယ်ကျမရဲ့ story ကဒုတိယအမျိုးအစားပေါ့เนาะဒီ early stage မှာဘေးက support လုပ်တဲ့လူရှိတဲ့အတွက် identity ကိုဒီ stage မှာရသွားတယ်ဒါပေမဲ့တချို့ကြတော့ identity ကခုနဆရာမသက်ဆရာအောင်ပြောသွားတယ် long life ဖြစ်စဉ်ဖြစ်တဲ့အတွက်တချို့ကြတော့ဒီ session နှစ်ထိ identity ကိုဖော်ခဲ့တဲ့သူမရှိလို့ရှိရင်နောက် stage တွေမှာဆက်ပြီးတော့ရှာလို့ရတယ်เนาะဒါပေမဲ့နောက်ထပ် experience တစ်မျိုးနဲ့ပြန်ပြီးတော့ဖော်ဆောင်ရတယ်ပေါ့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာမသစင်အောင်ကထပ်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဆက်ကြရှင်လဲ comment မှာရေးလို့ရပါတယ်ဟုတ်မိပေးပါအောင်လို့ဟုတ်ဆရာမတင်မွန်ကြီးမေးစရာရှိမိပါဒီကုန်းလေးခြံထားခဲ့လေရတယ်ပေါ့နော်အဲ့ဆိုဆက်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ခုနကအမှတ်တယ်ဆိုရခဏမှတ်တယ်အနေနဲ့ရှင်းပြတယ်ပေါ့နော်ဆိုတော့ဒီ identity နဲ့ပတ်သက်ပြီးတော့ငယ် early stage မှာexplore လုပ်ခွင့်ပေးတယ်အဲ့ဒါကိုလည်းမိဘတွေက safe space ပေးပြီးတော့ဘေးကနေ supportive ပေးတာမျိုးရှိတယ်လို့မပေးတဲ့အနေအထားမှာလည်းရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုသူတို့ရန်အတက်တွေကိုယ်တိုင်ကလည်းဒီလိုမျိုးအခြေအနေအခွင့်မတာခဲ့ဘူးပေါ့နော်။ဒါကတော့zero ရဲ့ generation မှာနည်းနည်းလေးရှိတာမျိုးရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုသူတို့အလုပ်တွေနဲ့ရှုံနေတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့မိဘတွေက supportive ရှိတဲ့ခါကျနောက်ပိုင်းမှာပြန်ပြီးတော့အဲ့လို confusing ဖြစ်တဲ့လူတွေကို supportive ပြန်ပေးရတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ဒီမေးချင်တာကဒီတွေကလူတွေမှာလည်းတခါလေကြာရင်ကိုဘာလိုချင်မှမသိတဲ့အခိုက်အတန့်မျိုးတွေပြီးတော့ငါပဲနောက်ကျနေပြီလားဆိုတဲ့ခံစားချက်မျိုးတွေပေါ့နော်နောက်ကသူများနဲ့အမြဲတမ်းရှင်းမိတာမျိုးပေါ့ကိုကြည်တာထက်ဆိုင်သူများနဲ့ရှင်းမိတာမျိုးပြီးတော့ဒီ expectation ပေါ့နော်ဥမာ0ဆိုရင်ဖြစ်တတ်တာ culturalမိဘတွေရဲ့သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့လိမ္မာ nice လိမ္မာတဲ့သမီးလေးဖြစ်ရမယ်ဆိုတော့အနေထားပေါ်မှာအဲ့စံနှုန်းတွေကိုလိုက်ပြီးတော့ဖြည့်ပြီးတော့ကိုတကယ်လိုချင်တဲ့အရာတွေ fulfill မိနေတာမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးခံစားခဲ့ပူလာပေါ့ပြီးတော့
ဘာဖြစ်ချင်လဲဆိုတာကိုမသိတဲ့မျိုးအနေအထားမျိုးတွေခံစားခဲ့ဘူးလားပေါ့နော်အဲ့လိုခံစားခဲ့ရဘူးရင် chat box မှာ yes လို့ရေးပေးခဲ့လို့ရတယ်ပေါ့နော်အဲ့တော့ဒီအနေနဲ့ personal realization လည်းဟုတ်တယ်လို့ reflection ရပြန်ကြည့်လိုက်တဲ့ချိန်မှာခုနပြောတဲ့ psychosocial ဒီ psychosocial development ပေါ့နော်အဓိကတော့ human development လို့လည်းပြောကြရပေါ့နော်ဆိုတော့အဲ့မှာဘာဖြစ်လဲဆိုတော့ two state တိုင်းမှာသူက well development တို့မဟုတ်အထိုက်အလျောက်သူကကောင်းမွန်တဲ့ကြီးထွားမှုတစ်ခုဖြစ်ဖို့လိုတယ်ဆိုတဲ့ space တစ်ခုကိုခုနမသိမွန်ကြီးလည်းပြောပြသွားရပေါ့အဲ့ချိန်မှာ identity ကတေချာ forming မဖြစ်ဘူးတေချာသူ့အတွက် space မပေးမိဘူးဆိုရင်ခုနပြောတဲ့ role confusion တွေဖြစ်တတ်တာမျိုးတွေကြုံရတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီလိုကlate ပေါ့နော်နောက်မှပြန်ရှာရတဲ့အခက်တွေလည်းကြုံရတယ်။ဘာကြောင့်လဲဆိုတော့သူကဒီ state 1ကနေ state 8ထိမှာဒီ state တစ်ခုတိုင်းနေမှာသူကတခြားနေရာမှာ impact တော့ဖြစ်တယ်ဆိုတဲ့အနေအထားပေါ့နော်။ဟိုဒီ state တစ်ခုမှာပြောချင်တဲ့သဘောကတော့စာမကြည့်ခဲ့ရင်နောက် state တစ်ခုမှာတော့စာပြန်ကြည့်ဖို့လောက်ရတယ်လို့မျိုးပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဒီ confusion တွေကိုပြန်ရှာရတာပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ခုနကလိုမျိုးတွေ့ကြုံရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ဒီဆိုအမြဲစဉ်းစားမိရဲ့ဘာလို့ရမှာလဲဆိုတော့ဒီ light direction ကြီးပြီးတော့ဘာကိုလုပ်တင်တာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့တော်တော်လေးဆယ်စုနှစ်တစ်ခုထိကိုတော်တော်လေးရှာခဲ့တယ်ပေါ့နော်ရှာခဲ့တယ်ဘယ်လမ်းကြောင်းကရွေးရမှာလဲကိုကြိုက်တာတွေ့နေရင်တော့မှဒီလောက်ရမလားမလောက်ရဘူးလားဆိုတဲ့စိတ်တွေပေါ့နော်နောက်ဆုံးတော့ကိုပြန်မေးမိတာကငါဘာဖြစ်ချင်တာလဲပေါ့နော်အဲ့မှာနောက်ဆုံးတော့တွေ့တာပါလဲဆိုတော့ကိုနားလဲချင်းကပဲဒီလို conscious choice ကိုပေးနိုင်နေဆိုတာလေးကိုတော့ဒီနားလဲတွေ့ရှိရတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲဒီကဒီလိုမျိုး confusion တွေကြုံနေရတဲ့လူပဲဖြစ်ဖြစ်ကြုံရတဲ့အနေအထားမှာတော့လမ်းရှောက်နေတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ဒီကတော့ကိုကတခုခုမှားနေရလဲမဟုတ်ဘူးfail ဖြစ်တာလည်းမဟုတ်ပဲねဒီကဒီကြားထဲမှာကိုပြန်ရှာတွေ့ဖို့အတွက်အခွင့်အရေးပေးတယ်ဆိုတော့တိုက်မျိုးဖြစ်သွားတာပေါ့နော်မမတဲ့ပြောပြသလိုဒီ parent တွေရဲ့ support မဟုတ်ဘဲနဲ့ကိုနောက်မှပြန်ရှာရတဲ့အနေအထားတွေကိုသူကကူညီပေးတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့မှာအဓိကတော့ identity confusion ဆိုတာလာပြီပေါ့နော်ဆိုတော့ identity confusion ဆိုတာအဓိကဘာလဲဆိုတော့ external ရဲ့ expectation တွေရှိရပေါ့နော်ဥမာ0မှာကြားဘူးနားဝါရှိတာတော့ဘာရှိလဲဆိုရင်ဆေးကြောင့်တက်ရမယ် science ကိုရွေတာများတယ်ပေါ့နော်ဒီဟိုစားeco တို့ဘာကိုရွေးရထက်ဆိုင်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့အဲ့တစ်ခေတ်မှာကျွန်တော်ဆရာဝန်ဖြစ်မှဆိုတဲ့အနေအထားတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒါက external expectation တွေများတာမျိုးပြီးတော့ခုန culturally မှာ people pleasing ပြန်မပြောရဘူးလိမ်မာရမယ် something ပေါ့နော်ဆိုတော့အဲ့ဒီအနေအထားတွေမှာကျွန်တော်ဒီ external expectation ကဘယ်လိုဖြစ်ရမလဲဆိုတဲ့အနေအထားနဲ့ကိုယ့်ရဲ့တကယ်အတွင်းက internal self နဲ့ဂျားထဲမှာကွာဟချက်ဖြစ်နေတဲ့အချိန်မှာ align မဖြစ်ဘူးပေါ့ပြောချင်တဲ့ပေါ့ align မဖြစ်တဲ့အချိန်မှာ identity confusion ကပေါ်တာပဲပေါ့နော်အဓိကခုနပြောသလိုကိုဘာလိုချင်တာလဲပေါ့အဲ့တော့ဒီရဲ့ for identity status နဲ့ကိုပြန်ပြီးတော့ reflect လုပ်ကြည့်စေချင်တယ်ပေါ့နော်ကျွန်တော်မှာ state ၄ခုရှိတယ်ပထမ identity diffusion ဆိုတာဘယ်လိုဖြစ်တဲ့အချိန်မှာလဲဆိုရင်ကိုလည်းမရှာဖွေဘူးပြီးတော့ရှာဖွေဖို့လည်း commitment မရှိတဲ့အနေအထားမှာပေါ့နော်ဆိုတဲ့အချိန်မှာ I don't know yet ပေါ့ငါဘာလိုချင်လဲ clear direction လည်းမရှိသလိုဘာကိုရွေးချယ်ရမလဲမသိတဲ့အနေအထားမှာဆိုရင်တော့အရေးကြီးတာ self awareness ကိုပြန်ကြည့်ဖို့လိုအပ်တဲ့အခြေအနေပေါ့နော်အဲ့လိုအနေအထားမျိုးနောက်တစ်ခုကဘာလဲဆို identity foreclosure ဆိုတဲ့ဟာကသူများကိုဘာလုပ်ရမယ်လို့ပြောထားတာရှိရပေါ့နော်ဥပမာဆိုရင်ဘယ်ရွယ်မှာဆိုရင်အိမ်နောက်ပြုတ်ရမယ်ဘယ်လိုမျိုးဆိုရင်ကျောင်းစာလုပ်ရမယ်ဘယ်လိုမျိုးသတ်မှတ်ထားတဲ့ဒီ social norm တွေလည်းရှိတယ်ဒီ expectation မိဘတွေကပြောတဲ့ expectation တွေကိုဟုတ်တယ်ဒါပဲအမှန်လို့ယူလိုက်တဲ့လူမျိုးတွေပေါ့နော်expectation ကိုသူက acceptance လုပ်ပြီးတော့ကိုဘာလိုချင်လဲဆိုတော့ explore မလုပ်တဲ့အနေထားမှာဆိုရင်ဒါ identity foreclosure လို့ခေါ်တယ်အဲ့အတွက်ကြောင့်မလို့အဲ့အနေထားမှာဆိုသူများပြောတဲ့ expectation လာပြောပြီးဆိုရင်တော့မှကိုကတကယ်ဘာလိုချင်တာလဲကိုရှာကြည့်စီချင်တယ်ပေါ့နော်ဒီချိန်မှာသူက conscious choice ကိုလိုအပ်တဲ့ state လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် identity moratorium ပေါ့နော်သူကဟာကြတော့ exploring state ပေါ့နော်ကိုရှာနေပြီးငါတကယ်ဘာလိုချင်တာလဲဆိုတဲ့ life stand နဲ့လူမျိုးပေါ့နော်ကျမဆိုဒါအောင်နည်းနည်းလုံမိတယ်ပေါ့နော်ဘာကြောင့်ဆိုdifferent
ဒီ possibility ကိုလိုက်ရှာတယ်ဒီစဉ်လုပ်ခဲ့တဲ့အလုပ်တွေလည်းရှိရကိုရှာခွေခဲ့တဲ့ဟာတွေလည်းရှိရမတူရင်ရဲ့အနေထားတွေမှာလိုက်ရှာရတာမျိုးကြီးရှိရပေါ့နော်ဒါကိုငါဘာနဲ့ align ဖြစ်တာလဲဆိုတော့ပြန်ရှာရတာမျိုးပေါ့နော်အဲ့လို state ကိုပြောတာပေါ့နော်အချိန်ကတော့အဲ့ချိန်မှာတော့ exploration လုပ်နေတဲ့ direction တွေကိုရှာတယ်ဒါငါနဲ့ကိုက်ညီရလား align ဖြစ်တာလားဆိုတဲ့အနေထားကိုကိုယ့်ရဲ့အတန်ကိုပြန်ရှာဖွေတာပေါ့နော်ကိုဘာနဲ့ကိုက်ညီလဲပေါ့နောက်ဆုံးတစ်ခုကတော့အကိုက်ညီဆုံးတစ်ခုက identity achievement လို့ခေါ်တယ်ပေါ့နော်သူကတော့ကိုလည်းနားလဲတယ်ကိုဘာလိုချင်တာလဲနားလဲသလိုဘာကိုရွေးချယ်ရမလဲဆိုတော့ consciously ရွေးချယ်တာမျိုးပေါ့နော်အဲ့ဒါကတော့ဆက်ပြီးတော့commitment ရှိနဲ့ဒီလမ်းကြောင်းကိုရွေးချယ်ပြီးသွားတဲ့ပုံစံမျိုးပေါ့အခုဆိုရင်မှတ်တယ်ဆိုရင်သူ့အနေနဲ့ဆရာမတင်မို့ကြည့်ဆိုရင်ဒီ parenting နဲ့ပတ်သက်ပြီးတော့ကူညီမယ်ပေါ့နော်ကူညီတဲ့အချိန်မှာဒီလမ်းကြောင်းတစ်ခုကို design မလုပ်မိတာမျိုးပေါ့နော်အဲ့လိုမျိုးအနေထားကိုပြောတာပေါ့အဲ့တော့ကိုယ့်ကိုလည်း pause လုပ်ပြီးတော့ကိုယ့်ရဲ့ state ကဘယ်နားမှာရောက်နေတာလဲဆိုတာလေးကိုဒါလေးကိုကြည့်ပြီးတော့ awareness လုပ်ကြည့်လို့ရတယ်ပေါ့နော်ခဏလေးနော် mute လုပ်ရမယ်ထင်တယ်ဟုတ်ဒီ team မှာမေးရရှိလားမသိဘူးဆရာမတို့ရဲ့မေးခွန်းလေးတွေဝင်ထားတာလေးတွေရှိပါတယ် chat box ထဲမှာပါ thank you for session နဲ့ပြီးမှတည်တယ်နောက်ကြရဲဆိုမတ်တယ်ဟုတ်ဖြေပေးမလားရှင်သူ session နဲ့မှာ identity ကိုသိရတယ်ဆိုတာနောက်ကြတယ်လို့ပြောလို့ရလားတဲ့နောက်ကြတယ်လို့ပြောလို့ရလားတော့လေErickson ကတော့session နေ့မှာသူကနှစ်ခုထပ် session နေ့မှာ12ကနေ18ပေါ့နော်နှစ်ခုထပ်နေဒုက္ခအမရပြီ တစ်ခု ရ ထပ် ပါ လာ ပြီမမ ဒါရမှာ 12နဲ့18ကလေ identity ကိုစပြီးဖော်တဲ့ stage ဆိုတော့လေဒီဟာကိုပြောရင်တော့ရတာပေါ့ဒါပေမဲ့လေတကယ်ကတော့ awareness ပါပဲကျမတို့လေနော် identity ပဲဖြစ်ပါပဲဖြစ် awareness ကနေစတာပေါ့နော်စတည်တဲ့အချိန်ကအကောင်းဆုံးပဲတကယ်လို့သူကိုယ်တိုင်16နှစ်မှာဒါမှမဟုတ်20ကြာမှာ identity ဘာလဲဆိုတာကိုဖော်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ရတယ်ဘယ်အချိန်မှမဆိုဖော်လို့ရတယ်အဲ့ဒါကိုဆ iam မသစင်အောင်ဆ iam မရဲ့ experience နဲ့ပြောပြသွားတယ်မလားခုနတော့လေနော်အဲ့လိုမျိုးကျမတို့နောက်တစ်ခုကidentity ကလေသူ stage နဲ့သူလည်းပြောင်းနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ lifestyle အတွေ့အကြုံအဲ့ဒါတွေနဲ့မူတည်ပြီးတော့ identity ကလည်းပြောင်းနိုင်သေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဥမာကျမအတွေ့အကြုံနဲ့ပြောရရင်ကျမအသက်20လောက်မှာကိုဘာဖြစ်ချင်လဲဆိုတာကိုသိပြီးတော့အဲ့ဒီဟာကိုသွားဖို့အတွက်ကိုတော့အများကြီးစူးစမ်းခဲ့ရတယ်အဲ့ဒီကိုသွားခြင်းနဲ့ identity ကိုပုံဖော်ခြင်းနဲ့ဘဝပေါ့နော်ကိုပုံဖော်ခြင်းနဲ့ life ကိုသွားဖို့အတွက်သိပေမဲ့နည်းနည်းခက်ခဲတယ်လို့ပြောရမှာပေါ့နော်ကိုယ့်ရဲ့ environment ကိုယ့်ရဲ့မိဘတွေကိုကိုဖြစ်ချင်တဲ့အရာကိုသွားဖို့အတွက်ဥမာကျမကအဲ့ဒီအချိန်မှာ tourist guide ဖြစ်ချင်တယ် tourist guide ဖြစ်ချင်တယ်ဒါပေမဲ့အသက်အရွယ်အရာငယ်သေးတယ်ပေါ့အသက်20ဆိုတာငယ်သေးတယ်ဆိုပြီးအိမ်ကမိဘတွေကပေးမလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကကျမအသက်20ဆိုလွန်ခဲ့တဲ့နှစ်30လောက်ကဆိုတော့နှစ်30လောက်ကမိန်းကလေး guide လုပ်တယ်နိုင်ငံသားတွေနဲ့သွားတယ်ဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းမရှိဘူးကိုယ့်ရဲ့ culture မှာလည်းနည်းနည်းနိုင်ငံသားနဲ့အပြင်သွားတယ်ဆိုတာညာကြီးညနေအထူးသဖြင့်သွားတယ်ဆိုရင်တိတ်မကြိုက်တဲ့အချိန်ဆိုတော့မလုပ်စေချင်ဘူးပေါ့အဲ့ဒီခါမှာဒါပေမဲ့ကျမကဒီအရာဝါသနာပါတယ်တိဘယ်လိုပြောရမလဲ language တွေဝါသနာပါတယ်ဖြီးသွားတာကြိုက်တယ်ဒီ guide တယောက်ရဲ့ tourist guide တယောက်ရဲ့ life ကိုအရန်ကြိုက်တယ်အဲ့ဒီအတွက်ကြောင့်သင်တန်းတက်တယ်ဒါပေမဲ့အိမ်ကခွင့်မပြုသေးတဲ့အတွက်တခြားအလုပ်တွေလုပ်ပြီးတော့မှနောက်10နှစ်လောက်ကြာမှဒီဟာကိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီချိန်နောက်10နှစ်လောက်ဆိုတော့ငါဖြစ်ဒီချိန်မှမလုပ်ရင်မဖြစ်တော့ဘူးဆိုပြီးတော့အိမ်ကိုနားလည်အောင်ပြောပြီးတော့လုပ်ခဲ့ရတယ်ပေါ့အဲ့တော့ကြာတော့ identity ကနောက်ကျလာလို့ပြောလို့ရှိရင်ဘယ်အချိန်ကျမတော့နောက်မကြဘူးလို့ပြောချင်တယ်ကိုသိတဲ့အချိန်မှာ
စပြီးတော့လုပ်လို့ရတယ်နောက်တစ်ခုကကိုယ့်ရဲ့ lifetime change ဖြစ်လို့ရှိရင်ကိုကအဲ့ဒါနဲ့လိုက်ပြီးတော့ပြန်ပြောင်းရတယ်အခုဆိုရင်ကျမဒီ COVID ကောပေါ့နော်တခြားအခြေအနေနိုင်ငံရေးအခြေအနေကြောင့် tourist guide ဘဝကိုဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်လိုက်တဲ့အချိန်မှာကျမဘာဝါသနာပါလဲဆိုတာကျမထပ်ရှာရတယ်ကျမရဲ့ second life second profession ကိုရှာတဲ့အခါမှာကျမကဒီခုနပြောတဲ့ tools တွေကိုနားလည်နေတဲ့အတွက်မသိခင်ကတော့ရှာရတာပေါ့နော်ငါဘာလုပ်လို့ရလဲဒါပေမဲ့တစ်ခုရှိတာကျမကကိုဝါသနာမပါပဲကိုယ့်ရဲ့ဒီခုနကတော့ဆီယမသစင်အောင်ပြောသွားတယ် internal နဲ့ external နဲ့ကိုက်တဲ့အလုပ်ပဲလုပ်ချင်တာကိုယ့်ရဲ့စိတ်ထဲမှာသိနေတာပေါ့နော်အဲ့လိုပတ်စံရတဲ့ပတ်စံရရင်ပြီးရောဆိုတဲ့အလုပ်မျိုးလုပ်တာထက်ကိုအတွင်းနဲ့ကို inner self ပြောတဲ့ဥစ္စာကိုနားထောင်ပြီးတော့လုပ်တဲ့လူမျိုးဆိုတော့ငါနဲ့ဘယ်ဟာကိုက်ညီလဲဆိုပြီးရှာဖွေရင်းနဲ့ဒီကျောင်းတက်ရင်းနဲ့မှာဒီဟာနဲ့ပတ်သက်ပြီးဒီ parenting ကိုလည်းကိုယ့်ရဲ့ live experience နဲ့လည်းချိတ်ဆက်ပြီးလုပ်လို့ရတယ်ဆိုတာမျိုးသိတဲ့အတွက်ဒါကိုလုပ်ခဲ့တယ်ပေါ့အဲ့တော့ဘယ်သက်ရွယ်မှာမဆို identity ရှာလို့ရတယ်လို့ပြောချင်ပါတယ်နောက်မကြပါဘူးပေါ့เนาะစောတာနဲ့နောက်ကြတယ်ဆိုမြန်ဖြစ်တာနဲ့မြန်မဖြစ်ဘူးဆိုတာလေးပဲဟိုအဖြစ်မှာပါလို့ပြောချင်ပါတယ်နောက်ထပ်လက်ထောင်ထားတဲ့သူရှိပါတယ် ဟုတ်အင်္ဂလာပါရှင်ဆရာမဟုတ်လေခုနကကြတော့ဟိုနောက်ကလည်းပြောလို့လို့ပေါ့အခုသမီးလေးကတော့8နှစ်ကျော်9နှစ်ထဲမှာရှိနေပြီပေါ့နော်သူကကျမတို့တစ်ခေါက်တော့မေခွန်းထုတ်ဘူးတာပေါ့နော်သူတဲ့ဟိုကလေးတွေဆိုခါကျသူတို့နီးနားမှာရှိတဲ့လူတွေကြည့်ပြီးတော့သူက identity ကိုရှာတယ်လို့ဖြစ်တာပေါ့နော်ဥမာအဖေကဆရာဝန်ဆိုရင်သူကဆရာဝန်ဖြစ်ချင်တယ်နောက်ဆိုအဖိုးကစီးပွားရေးသမားဆိုရင်သူကစီးပွားရေးဟိုဖြစ်ချင်တယ်ပေါ့ခဏနေသူကဟိုကပြန်ပြီဆိုရင်တငယ်ချင်းချင်းတွေကကပြန်ပြီဆိုတော့ဒန်ဆာဖြစ်ချင်ပြန်ရောပေါ့နော်အဲ့တမီးကပြောသူတဲ့အရန် confuse ဖြစ်တယ်ပေါ့နော်သူအဲ့လိုမျိုးကြတော့ကျမဟိုရုပ်တက်ဆိုကျမဘလို့သူ့ကိုအကြံဉာဏ်ပေးရမယ်မသိဘူးပေါ့နော်သူကပြောဟိုဟာဆိုရင်နီးစက်တာနဲ့သူကလိုက်ပြီးတော့ဟိုသူအဲ့လိုကြီးပြောင်းသွားတယ်ပေါ့နော်အဲ့ခါကျတော့သူနည်းနည်း confuse ဖြစ်ပြီးကလေးကဟိုစိတ်ရှုပ်တဲ့ပုံစံနဲ့ကိုမေခွန်းထုတ်ခူးပဲเนาะအဲ့လိုမျိုးဆိုရင်ဘယ်လိုမျိုးလေးအကြံဉာဏ်ပေးရင်ဘူးကောင်းမလဲပေါ့နော်ဆရာမဖက်ကနေပြီးတော့ဟိုဆွေးနွေးပေးပါအောင်လို့ကဲပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မိခွန်းလေးမေးပေးတဲ့အတွက်ဒါကလေဟိုဘယ်လိုပြောရမလဲဆိုတော့ကျမသားကိုကျမပြောတာရှိရပေါ့နော်အခုသူကကျမသား73နှစ်မှာသူ့ရဲ့ identity သူရှာဖို့အတွက်ကျမ support လုပ်ပေးတဲ့အတွက်သူရှာနိုင်သွားတယ်ဒါပေမဲ့ကျမကပြောထားတယ်ဒါကတာငယ်သေးတယ်ဖြစ်တဲ့အတွက်အခုဒီဟာကိုရွေးထားပြီမဲ့ဒါမဖြစ်လေပြဿနာမရှိဘူးဒါပေမဲ့အခုလောလောဆယ်မှာသူ့ရဲ့ choice သူ့အာသာချက်ဖြစ်တဲ့အတွက်ဒါဒီ plan A လို့ပဲထားပါတော့အဲ့တော့ဒီဟာကိုမဖြစ်လို့ရှင် plan B ရှိရမယ် plan C ရှိရမယ်လို့ဘာဖြစ်လို့လဲဆိုတော့ဥမာ तू ကအခုသားရွေးထား medical ကိုရွေးထားဒါပေမဲ့ဘယ်လိုပြောမလဲကိုက तू ကဒါကိုမဖြစ်လာခဲ့သည်ရှိတော့ကိုမိဘကိုယ်တိုင်ကလည်းလက်ခံထားရမယ်နောက်ပြီးသားသမီးကိုလည်းခုတည်းကဟိုဘယ်လိုပြောမလဲ awareness ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခါလေးကျရင်ကလေးတွေကဟိုကိုရည်ရွယ်ထားတဲ့ကိစ္စတစ်ခုတည်း goal ပေါ့နော်ကိုရည်ရွယ်ထားတဲ့ goal ကတစ်ခုအဲ့ဒါမရရင်အရန် depression ဖြစ်တတ်တယ်အဲ့တော့အခုတည်းကနေပြီးတော့သူတို့ကိုကျမကတော့အဲ့လို guide လမ်းကြောင်းပေးထားတယ်ပေါ့နော်ဒီဟာကိုဖြစ်ချင်တာကောင်းတယ်ဒါသာဖြစ်ခဲ့ရင်သူ့ရဲ့ရွယ်ချက်လည်းပြည့်တယ်လို့မိဘတွေအနေနဲ့လည်းဒါပျော်ဆုံးပဲလို့ဒါပေမဲ့ဒါမဖြစ်လို့ရှင်လေဒါဘာမှမဖြစ်သွားဘူး plan B မှာဘာလုပ်လို့ရမလဲ second choice ကိုထားရမယ်နောက်ပြီးရော second choice မဖြစ်ခဲ့ရင်လည်း third choice ရအနည်းဆုံးနောက်ထပ်2ခုလောက်ထပ်ရွေးထား main ဟိုအဖြစ်တာအဲ့တော့သမီးလေးကိုဒီမှာညီမအနေနဲ့ပြောရမှာငယ်သေးတယ်အခုသမီးကဘယ်နှစ်ရှိပြီ8နှစ်ကျော်ရှင်8နှစ်ကျော်9 နှစ် နှစ် ကျော်ဆိုအရင်အစောပါသေးတယ်เนาะအဲ့တော့ तू စိတ်ဝင်စားတာအခုချိန် dancing ကိုစိတ်ဝင်စားရင်ပေးကလိုက်ရတယ်ဆရာဝန်တို့ဒီစီးပွားရေးလုပ်ငန်းရှင်တို့ကနောက်သမီးကြီးလာတဲ့အချိန်ကျရင်ဖြည်းဖြည်းချင်းစဉ်းစားသွားအခုလောလောဆယ်ဘာဝါသနာပါလဲစလို့ရတာဒီအကနဲ့စလို့ရတယ်စထားလိုက်နောက်ကျရင်ခုနပြောသလို identity ကပြောင်းရင်လည်းပြောင်းအောင်ပါလေ
နော်အဲ့တော့သူဘာပဲဖြစ်ချင်မိဘအနေနဲ့ကြာသူဘာပဲဖြစ်ချင်ကျမသားကိုပထမဆက်စချင်းဒီသူမရွေးချယ်နိုင်ခင်မှာပြောထားတယ်သူအဲ့ချိန်မှာဒီယူကလေးလေးတို့စန်နီယာတို့တီးတယ်တီးတော့ကြတော့အဲ့ဒါဝါသနာပါလားအတ်ကိုဝါသနာပါရင်မေမေကသားကိုဒီဟာကိုပဲလောက်ခိုင်းမယ်သူဝါသနာပါတဲ့ဟာကိုလောက်ခိုင်းမယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်သူ့ရဲ့ choice ကိုသူတာဝန်ယူရမယ်အဲ့ဒီဟာကိုတော့သူထူးချွန်အောင်လုပ်ရမယ်မိဘဘက်ကလည်းတာဝန်ကျေတယ်လို့သူ့ဘက်ကလည်းသူ့ရဲ့ responsibility ပေါ့နော်မိဘရဲ့ responsibility ရဲ့ဒီကလေးရဲ့ responsibility ရဲ့တော့ကျေရမယ်အဲ့လိုမျိုးတော့ကျွန်မပြောဘူးတယ်ပေါ့နော် ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါထပ်ပြီးတော့ tools တွေနဲ့ရှာကြရင်တော့ဆီယမတွေနဲ့ဆက်သွယ်လို့ရပါတယ်ပေါ့အားသာချက်တွေကိုသိချင်လို့ပြောတာပါ ဟုတ်ကဲ့ပါ တရား မမ ကတော့ နဲ့သဇင်ရေ ဟုတ် ဟွာလေဒီချင်နည်းနည်းလေးတိတလောက်မျှဝေပြစီနော် ရတယ် ပါ ဒီဗီဒီယိုလေးတော့ off ထားမယ်အရင်ငိုင်းနေလို့မှတနေ့ကုန်စာတင်ထားတော့တော်တော်ပြိုင်းနေလို့ဟွာလေခုနကမေးတဲ့မမအတွက်ကိုလည်းဖြည့်ဆွက်လေးပြပြချင်တာပါ identity ကို session နှစ်ပြည့်မှာတည်တဲ့ကလေးကနောက်ကျလာဆိုတော့ဒီထဲကတော့ teaching ဆရာမရဲ့ point of view နဲ့တည်တဲ့လောက်လေးပေါ့နော်ဟိုကလေးတွေအများသောအားဖြင့်ငယ်တဲ့အချိန်မှာ safety needs လုံလောက်ဖို့ဆိုတာခုနကဆရာမတက်မှုကြီးပြောရတယ်ပေါ့နော်နည်းနည်းအသက်ပိုရလာတဲ့အချိန်မှာသူတို့တည်ဖို့လိုလာတာ belonging တွေဘယ်ကြောင်းမှာငါတို့ကတော့ဘယ်ကြောင်းကဘယ်ညာbelonging needs တွေလိုလာပြီတဖြည်းဖြည်းနဲ့မြင့်သွားပြီးတော့တကယ်လူတစ်ယောက်က self actualize လုပ်နိုင်တဲ့ identity ကငါဘယ်သူပါဆိုတာတည်ဖို့ကတကယ်ကတော့တော်တော်အချိန်ယူတယ်တချို့ဆိုအသက်တာကြီးသွားတာမတည်ဘူးဥပမာသစဉ်ဆို40လောက်မှပြန်ပြီးတော့ကို identity ကိုအကုန်ပြန်ဖြိုချရတာရေနော်ကိုတွေကအခုခေတ်မှာနောက်ကျနေပြီမှန်တော့နောက်ပြီးတော့လဲဟိုဟာမမြင်လို့ဆမ်းမိတာမှာလဲမေးရတော့မဟုတ်ပေါ့နော်သူကတော့ contribute တာအသက်26မှာမှတည်ရအစိမပူနဲ့ကျမတို့ဆိုလို့ရှိရင်35လောက်မှတည်ရအေးစေးမိသေးတယ်အေးစေးအဲ့တော့စောတည်လေတော့ကောင်းလေပဲပေါ့နော်အဲ့တော့ကိုကတည်တော့ကိုသားသမီးကို train တဲ့အခါကျတော့လေကလေးတွေကိုနည်းနည်းလေးကြောင်းပေးနိုင်တာပေါ့အခုမမတို့ဒီမမတဲ့မူကြီးတို့ကျမသဇင်တို့အခုညီတွေနဲ့ဆိုရင်တော့ပို့ပြီးတော့ပြည့်ပြည့်စုံစုံဖြစ်တာပေါ့နော်ကျေးဇူးပါ thank you ပါအန်တီချေနောက်ကျရဲဆိုတာတော့မရှိပါဘူးအကုန်လုံးကသူ့ဟာနဲ့သူexplore လုပ်နေရတာပေါ့နော်explore လုပ်နေရတဲ့အချိန်မှာဒါပေမဲ့ဟုတ်တယ် identity formation ကတော့ခုနပြောရဲ18လောက်ဆိုရင်လည်းနောက်ကျတာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ဒီ0ရဲ့ဒီ generation မှာဟာကြတော့တော်တော်များများနောက်ကျတာမျိုးရှိတဲ့အနေအထားရှိရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ awareness ရအောင်လို့မျှဝေပေးတာဖြစ်တယ်ပေါ့နော်ပြီးတော့မက်အရကာမေးွားတဲ့အနေထားမှာလည်းကလေးကိုအဓိကတော့ explore ပေါ့နော်ထိတွေ့ပေးတာမျိုးလေးတွေဒါနဲ့ပတ်သက်ပြီးတော့ဥမာသူဒီကိုယ့်ရဲ့ဘေးပတ်ဝန်းကျင် identity ကိုမြင်ရတဲ့အချိန်မှာဒါတွေကဥမာ professional ဆိုဘာတွေလောက်ရတာလဲ something knowledge ဒီကိုsharing လုပ်လို့ရတယ်ပေါ့နော်သူတို့ဘယ်လိုမျိုးလေးတွေပြတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်ရောဘယ်လိုရှိလဲဆိုတဲ့ဟာကိုသူဒီထိတွေ့ပေးလို့ရတယ်ပေါ့နော်အဲ့ကနေမှသူအနေနဲ့ဒါကဒီလိုလောက်ရတာပါလားဆိုတာအနေသိပြီးတော့မှတဖြည်းဖြည်းနဲ့မှသူကိုသူရွေးချယ်ခွင့်ပေးတာမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်ဟုတ်အဲ့ဆိုရင်ဒီစဉ်ဆက်ပြီးတော့ sharing လုပ်သွားမယ်နော်ဟုတ်ကျေးဇူးပါမိပြီးတဲ့အတွက်ဖြည့်ပြီးတဲ့အတွက်လည်းကျေးဇူးပါတချင်ဆိုတော့ဒီလိုခုနတော့ကကိုယ့်ရဲ့ identity နဲ့ပတ်သက်ပြီးတော့ identity journey မှာဘယ်လို state တွေရောက်နေသလဲဆိုတာလေးကိုဒီမျှဝေသွားပြီးွားပြီဆိုရင်ဒီလို influence ဖြစ်နေတယ်ပေါ့နော်အခုလောလောဆယ် identity ကိုဖြစ်စေတဲ့ external influence တွေရှိတယ်ပေါ့နော်အဓိကကတော့ဒီလိုနဲ့ဟိုတနည်းအား zero parenting မှာပြောသွားသလို the first environment ဖြစ်တဲ့မိဘတွေကအဲ့အတွက်ကြောင့်မလို့ family ကလည်းဒီကလေးရဲ့ identity ပဲဖြစ်ဖြစ်ပေါ့နော်လူတွေရဲ့ identity ကိုကိုယ်နဲ့ဆက်ဆက်နေတဲ့လူတွေရဲ့ identity ပေါ်မှာမိဘမိသားစုကဘယ်လိုတန်ဖိုးထားတာလဲဘယ်လိုမျိုးလေးတွေrelationship တွေတည်ဆောက်တာလဲချစ်ချင်းမြတ်တာ belief တွေပေါ့နော်အဲ့အရာတွေကလည်း
အခု0ပေါ်မှာ shaping လုပ်နေတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါလေးတွေရှိတယ်နောက်တစ်ခုက cultural ပေါ့နော် cultural မှာဆိုရင်ဥပမာလိမ္မာရမယ်ပြန်မပြောရဘူးရိုသေရမယ်ဒါတော့0ရဲ့ generation อ่ะပေါ့နော်ခုခါကျ expression ကိုပို့ပြီးတော့အားတာလာတဲ့အနေထားတွေဖြစ်တယ်အဲ့မှာလည်း gap တွေဖြစ်တာမျိုးရှိတယ်ပေါ့နော်ကလေးငယ်တွေမှာအခုပြောလာတဲ့အနေထားမှာသူတို့ကိုထိန်းချောင်းတဲ့ချိန်မှာပို့ပြီးတော့အမှုပညာဆန်နဲ့ပို့ပြီးတော့လမ်းကြောင်းပေးရတယ်ပါနိုင်ရတယ်ပေါ့နော်အရင်တော့ဆိုရင်တော့တတွေးတန်တမိတ်လည်းဖြစ်မယ်ဒို့မဟုတ်ကိုယ့်ရဲ့ပြောပိုင်ခွင့်မရှိတာမျိုးရှိရပေါ့နော်ဆိုတော့ဒါက cultural ရဲ့ value တွေပြောင်းလဲလာတဲ့ပုံမှာအများကြီးမူတည်ရပေါ့နော်ကြီးတူရိုသေဆိုရဲ something ပေါ့အဲ့လိုမျိုးတွေကနေလာတာဒါတွေကမှားနေတယ်လို့ပြောတာမဟုတ်ပေါ့နော် social norm တွေကနေ shaping လုပ်လာတဲ့ identity ကိုလွှမ်းမိုးတဲ့အနေအထားမှာအများကြီးပါဝင်တဲ့ factor တွေကိုပြောချင်တာပေါ့နော်ပြီးတော့ education ပေါ့နော်ဘယ်လိုတွေးခေါ်တဲ့ပုံမှာမူတည်ပြီးတော့သွားတာလဲပေါ့နော်ငယ်ရွာဆိုရင် fear based learning ဖြစ်တဲ့အတွက်ကြောင့်မလို့ကြောက်ရတယ်ပေါ့နော်ကြောက်ရတဲ့ခါကျတော့တော်တော်များမေးခွန်းနေမမေးဘူးအဲ့လိုမျိုးတွေ0 generation မှာဖြစ်ကြတယ်ပေါ့နော်အဲ့လိုသဘောပဲအခုခါကျ express တွေပို့ဖြစ်လာတဲ့ခါကျ discussion ပိုင်းသွားတယ်ပေါ့နော်အဲ့ဒါကိုလည်းပြန်ပြီးတော့ balancing ပြန်လုပ်ရတာမျိုးရှိရပေါ့နော်ဆိုတော့ဒီလို education တွေကလည်း0မှာ shaping လုပ်တယ်လို့တငယ်ချင်းအပေါင်းအသင်းတွေမှာလည်း shaping လုပ်တယ်ပေါ့နော်နောက်တစ်ခါကိုတွေးကြုံရတဲ့အတွေ့အကြုံတွေပေါ့ဥပမာခွေးကိုက်ခံရခဲ့ဘူးတဲ့လူတစ်ယောက်အနေနဲ့တွေးကြုံတဲ့အနေထားမှာတချို့ဆိုအရန်ကြောက်သွားတာမျိုးရှိရခွေးမြင်တာနဲ့တချို့ခါကျမဟုတ်အဲ့ရဲ့ process ကို processing လုပ်ပြီးတော့ခွေးလဲကြောက်တော့မကြောက်ဒါပေမဲ့ဘယ်လိုမျိုးတတိထားတာမျိုးဖြစ်သွားတာမျိုးရှိရပေါ့နော်ဒီက live event လို့ခေါ်တာပေါ့နော်ကိုအတွက်တွေးကြုံရတဲ့အတွေ့အကြုံတွေကလည်းကို shaping လုပ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကို choice လုပ်တယ်ပေါ့တခုခုဆိုကိုရွေးချယ်လိုက်တဲ့ပုံမှာမူတည်ပြီးတော့ခုနပြောရဲကိုရဲ့လမ်းကြောင်းတွေကတငယ်ချင်းတွေနဲ့မတူတော့တာမျိုးကိုသွားတဲ့ပုံစံပေါ်မှာပြောင်းလဲသွားတာမျိုးရှိရပေါ့နော်အခုအပြင် social media တွေကလည်းဒီနောက်ပိုင်းမှာအများကြီးဒီဆယ်စုနှစ်ကျော်မှာတော်တော်လေးလွှမ်းမိုးလာတာမျိုးရှိရပေါ့နော်ဒီကျမတို့ shaping လုပ်တဲ့အချိန်မှာပေါ့နော်ပြီးတော့ society ပေါ့နော် society မှာဆိုရင်အဓိကဘယ်လိုမျိုးတွေ behavior တွေပြောင်းလဲလာတဲ့ပုံမှာအများကြီးလွှမ်းမိုးမှုရှိအဲ့လိုလွှမ်းမိုးမှုရှိပေမဲ့ဒီ identity နဲ့ပတ်သက်ပြီးတော့ဘာပြောချင်လဲဆိုတော့အများကြီးတော့ influence ရှိမှာပဲဒါပေမဲ့ဒါကတို့တတ်မှတ်လိုက်လို့ရတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်ငါတော့ဒီတိုင်းပဲဆိုတဲ့ဟာမျိုးဖြစ်သွားမှာမျိုးမဟုတ်ဘူးဒါက define ကိုငါတော့ဒီ identity ပဲဒီကနေမထွက်လာနိုင်ဘူးဆိုတဲ့ဟာမဟုတ်တော့ဘူးပေါ့နော်ဥပမာ teacher တစ်စီဆိုပြောသလို35မှာသူတွေ့သွားတဲ့အချိန်မှာသူပြောင်းလဲလာနိုင်တယ်ဆိုတာဒါကဒီရဲ့ influence တွေကိုသူ identity define လုပ်လိုက်တာမျိုးမဟုတ်ပဲねသူ့ကိုယ်သူပြန်ပြီးတော့ curious နဲ့ creation ပြန်လုပ်ပြီးတော့သွားထားတာမျိုးရှိရပေါ့နော်အဲ့ဒါကြီးပြောင်းလဲလို့ရတာကိုဒီစရာဒီကထောက်ပြခြင်းတယ်ပေါ့နော်ဒါပေမဲ့ဒီ external influence တွေကလည်း0ရဲ့ identity ကို forming ဖြစ်နေတယ်ဆိုတာလေးကိုလည်းသတိထားရင်းနဲ့အဲ့ကနေဘယ်လိုထွက်လာအောင်လုပ်မလဲဆိုတာလည်းကိုယ့်အတွက် align မဖြစ်တော့ရင်you can choose ပေါ့နော်ပြောင်းchoice လုပ်လို့ရတယ်ဆိုတာလေးကိုဒီမျှဝေခြင်းတယ်နောက်တစ်ခုက0မှာဒီ external influence တွေလည်းရှိသလို internal identity လည်းရှိတယ်အဲ့ဒါတွေကဘာကိုတန်ဖိုးထားတာလဲပေါ့နော်ကိုယ်မှာအားသာချက်ကဘာတွေရှိနေတာလဲပြီးတော့ကိုယ့်ရဲ့ personality ကပါလဲပေါ့နော်ဥပမာဆိုရင်ဒီလိုပြောလာနိုင်ဖို့ဆိုအတွက်တော်တော်လေးစူးစမ်းရတဲ့အနေအထားမှာရှိရပေါ့နော်ရင်တော့ဒီလိုရှိမှပြောလာဖို့အရန်ကြောက်တယ် normally ဒီတချို့ဆိုပြောရ personality test မှာ introvert ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိတဲ့လူအနေနဲ့ဆိုတာကိုယ့်ရဲ့အတွင်းထဲကနေတော်တယ်မပြောလို့ရရင်မပြောချင်တာမျိုးရှိရပေါ့နော်ဒါကိုယ့်ရဲ့အတွင်းထဲက internal identity ဒါပေမဲ့ internal identity ကနေလေခုနအခုပြောသလိုကျမဆိုရင်ဒါပြောပြလာနိုင်တယ် sharing လုပ်လာနိုင်တယ်ဆိုတဲ့အနေအထားအထိကိုပြောင်းလဲလာနိုင်တယ်ပေါ့နော်ဒါခုနပြော exploring လုပ်ရင်းနဲ့မှာပြုပြင်ပြောင်းလဲလာတာမျိုးကိုပြောချင်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ internal identity ကိုလည်းဒီမှာပြန်သိဖို့လိုတယ်ငါဘာကိုတန်ဖိုးထားတာလဲကိုယ့်ရဲ့ authentic ပေါ့နော်လုံးဝကိုယ့်အတွက်တကယ်အစစ်မှန်ကဘာလဲဆိုတာလဲတို့သိဖို့လိုအပ်တယ်ပေါ့နော်အများကြီးတော့ဒီမှာကိုဘာကို value ထားတာလဲဒီမှာ reflection တွေအများကြီးလုပ်ကြရတယ်ပေါ့နော်ကိုသိလာဖို့အတွက်ကိုလေဆိုတော့အဲ့ဒါ internal identity ပေါ့နော်နောက်တစ်ခုက emerging identity ဆိုတာကတို့ခုနပြောသလိုငါဘာဖြစ်ချင်တာလဲဆိုတဲ့အနေအထားကိုတွားလို့ရတယ်သူများလိုချင်တာလည်းမဟုတ်တလို့ကိုယ့်ရဲ့ခုနပြောတဲ့ external influence က shaping လုပ်ပေးလိုက်တဲ့အရာတွေက define လုပ်တာမဟုတ်တော့သတ်မှတ်ပေးတာမဟုတ်တော့ဘဲနဲ့ကိုတကယ်လိုချင်တဲ့အရာကိုconsciously ရွေးချယ်တာမျိုးဖြစ်သွားပြီပေါ့နော်တတိနဲ့ရွေးချယ်တာမျိုးဖြစ်သွားရပေါ့နော်ဆိုတော့
အဲ့ဒါလေးကိုသင်ထောက်ပြခြင်းနဲ့အဲ့မှာသင်အနေနဲ့ identity mapping အနေနဲ့သင်ကူညီပေးလို့ရတာရှိရပေါ့နော်ကိုကဘယ်လိုမျိုး communicate လုပ်တာ emotional ဘယ်လိုမျိုးကိုကဘယ်လိုမျိုးပုံစံမျိုးနဲ့emotional ကိုထုတ်ပြတာဘယ်လိုမျိုးဆိုကိုကတိုးတက်လာနိုင်တာကိုကဘယ်ကိုသွားကျင်တာမျိုးတွေသင်တို့ကူညီပေးပါတယ်ဆက်သွယ်လို့ရတယ်ပေါ့နော်အဲ့ဒီအပြင်မှာသင်ဖြတ်တန်းလာတဲ့တောက်လျှောက်မှာအဓိကအရေးကြီးဆုံးကတော့ awareness ပဲပေါ့နော် awareness ဆိုတဲ့ self awareness ငါဘာလိုချင်တာလဲဆိုတဲ့ဟာအရေးကြီးဆုံးပဲပေါ့နော်အဲ့အရေးကြီးဆုံးမှာဘာလိုချင်တဲ့ပုံမှာမူတည်ပြီးတော့ငါဒါလေးလိုချင်ပါလားဆိုတဲ့ awareness ကရလာတဲ့အများနဲ့ decision တွေကပြောင်းလဲလာတယ်ပေါ့နော်ဥပမာခုနပြောသလိုကျွန်တော်တို့ external influence လည်းရှိနိုင်တယ် internal မှာကိုကဘာလိုချင်တာလဲဆိုတာလည်းသိလာတယ်ပေါ့နော်ခုနပြောသလိုသိလာတဲ့အချိန်မှာငါဘယ်လိုမျိုးတော့ဖြစ်ချင်ပါတယ်ဆိုတာကိုသိလာတာနဲ့အများဘာကိုရွေးချယ်ရမလဲဆိုတဲ့ decision better decision ကိုချလို့ရလာပြီပေါ့နော်အဲ့မှာအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ emotion ကိုအဓိကနားလည်ဖို့လိုရယ်ပေါ့နော်ငါဘယ်လိုမျိုးဆိုရင်တော့မကြိုက်ဘူးဘယ်လိုမျိုး emotion တွေတော့ရှိရယ်ဒါမှမဟုတ်တချို့ဆိုရှင်တည်းဆိုရင်ကိုတောင်းဆိုတာမျိုးကိုတချို့ angry တွေဖြစ်တာမျိုးရှိရယ်ပေါ့နော်ငါဒီလောက်ဆိုအားမလို့အားများဖြစ်တာမျိုးရယ်အဲ့လို emotion တွေရှိရယ်ဆိုရင်ကိုပြန်ပြီးတော့ manage လုပ်ရတာမျိုးပေါ့နော်အဓိက self awareness ဆိုတာအဓိကကို self manage ပြန်လုပ်နိုင်ဖို့အတွက်ကိုသိဖို့အရင်လိုအပ်တာကိုပြောချင်တာပေါ့နော်ကိုသိလာတာနဲ့အများ relationship ကောင်းနေလဲတည်ဆောက်လို့ရတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့အားသာချက်ကဘာလဲအားနည်းချက်ကဘာလဲအဲ့လိုသိလာပြီဆိုတာနဲ့ပဲဒီခုနပြောသလိုတတိနဲ့ကိုရွေးချယ်ခြင်းတဲ့ဟာတွေရွေးချယ်လို့ရလာပြီပေါ့နော်ဆိုတော့ဆက်ပြီးတော့မျှဝေသွားမယ်နော်ဆိုတော့အဲ့ချိန်မှာဒီဇီရိုက self awareness ရလာမယ် self understanding ကအရေးကြီးတယ်ကိုသိဖို့အရေးကြီးတယ်ဆိုရင်ဒီဇီရိုက tools တွေအများကြီးနဲ့သုံးလို့ရတယ်ဒါပေမဲ့တစ်ခုပဲကိုနားလည်ဖို့အတွက်ကိုပဲသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုနားလည်ဖို့အတွက်မှာ psychology ရှုထောင့်အနေနားလည်မလားဒီမို့ coaching ယူရင်းနဲ့မှာကို reflection တွေရလာပြီးတော့သွားမလားဒို့မဟုတ်ကို self reflection တွေလုပ်တယ်အခု journaling တွေရေးတာမျိုးတွေရှိတယ်ကိုပြန်မေးတာမျိုးရှိတယ်ကိုရဲ့နေ့တူတကွာ record လုပ်ပြီးတော့မှကိုရဲ့အကြောင်းကို trace လိုက်တာပေါ့နော် journaling ဆိုတာအဲ့လိုမျိုးတွေလုပ်တယ်ဒို့မဟုတ် personality framework တွေရှိတယ် MBA TI ဒီခုနပြော introvert လို့ extrovert လို့အဲ့ရဲ့အမျိုးစုံတော့ဒီ human design တွေပေါ့နော်ခုနပြောလို့ဒီ teacher တို့ခုနဟိုတနေ့က zero sharing လို့ numerological shootout နေလားဒို့မဟုတ် human design ဒီရှုထောင့်တွေ astrology base တွေအားလုံးကလည်း reflected tool အနေနဲ့ကိုနားလည်လာဖို့ support အများကြီးပေးတယ်ဒါပေမဲ့အဲ့ဒါ define လုပ်တာမဟုတ်ကျွန်တော်တို့မှာ define လုပ်လိုက်ပြီဆိုတာနဲ့အဲ့မှာရက်သွားနိုင်တယ်ပေါ့နော်ငါတို့ဒီလိုပဲဥပမာခုနပြော introvert ပဲဆိုတဲ့အနေထားကိုလက်ခံလိုက်တယ်ဒီကနေမထွက်လာနိုင်ဘူးဆိုရင်ကျွန်တော် group ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့တခုပဲဒါတွေကိုကြည့်ချင်အပြင်ဘယ်ရှုထောင့်နေကြည့်ရမှာလဲဆိုတော့ reflective ရှုထောင့်နေကြည့်ပြီးတော့ငါဒီလိုဖြစ်တယ်ဆိုရင်ငါတခြားအနေထားနေငါဘယ်လိုမျိုးကြည့်လို့ရတယ်လဲလုပ်လို့ရလဲဆိုတဲ့ဟာကနေပြန်သွားလို့ရတာမျိုးကိုဒီကမျှဝေခြင်းတယ်ပေါ့နော်okay အခုဒီအနေနဲ့ဒီထီမျှဝေလာပြီပေါ့နော်မျှဝေလာတဲ့နောက်မှာကယ်ရီဒီကိုပို့ပြီးတည်ကျင်တယ်ဆိုရင်ဒီဒီ register လုပ်ထားတဲ့လူတွေကိုidentity clarity reflection workbook လေးကို email ကနေပို့ပေးမယ်တကယ်လို့ဒီခုလာ join တဲ့လူတွေက reflection ဒီ register မလုပ်ထားသေးဘူးဆိုရင်လည်းလိုချင်တယ်ဆိုရင်ဒီကိုချက်ပေါက်နေတောင်းလို့ရတယ်ပြီးတော့ဒီ Telegram group လေးတခု sharing လုပ်ပေးမယ်အဲ့ဒီမှာ join လို့ရတယ်ပေါ့နော် join လို့ရပြီးတော့ဒီခုနပြောတဲ့workbook တွေလောက်လာတဲ့အပေါ်မှာမူတည်ပြီးတော့ဒီ lucky person 3% ကို clarity code session free လုပ်ပေးဖို့ရှိတယ်ပေါ့နော်အဲ့လေးကိုလည်းပြောချင်တယ်ပေါ့နော်အဲ့တော့တခုပဲဒီနေ့အခုကျွန်တော်အခုထိ share လာတယ်မျှဝေလာတယ် identity ဒီ psychosocial development ရှုထောင့်အနေနဲ့ဖြစ်တယ်အဲ့ဒါတွေကိုမျှဝေလာတဲ့အချိန်မှာဒီနေ့အခုကိုဘာလေး realize ဖြစ်လဲပြီးတော့ choice တစ်ခုပဲလုပ်ရမယ်ဆိုရင်တတိရှိနဲ့လုပ်ရမယ်ဆိုဘာလေးလုပ်မလဲဆိုတာလေးကိုချက်ပေါက်ကနေတစ်ဆင့်0ကိုမျှဝေပြပါအောင်လို့မျှဝေပြပါအောင်ဟုတ်
Yes, it's never too late to find your identity. ဆိုတော့ဒီနေ့အခုအစကနေပေါ့နော်မျှဝေလာတဲ့အချိန်မှာကိုအခု realize ဖြစ်သွားတာပေါ့ကျမတို့မျှဝေကြရလေဗာလေးတွေရသွားတာလေပေါ့နော်ဒီ teacher တော့ဒီက never too late to find our identity လို့ teacher ကမျှဝေထားတယ်ဆိုတော့အဲ့ဒီဗာလေးရသွားလေပြီးခါကျတော့ဒီကနေဗာလေးစလုံးဖြစ်မလဲပေါ့နော်အဲ့ဒါလေးကိုမျှဝေပေးပါအောင်မိုက်ဖွင့်ပြီးမျှဝေလဲရတယ်ပေါ့နော် invite လုပ်ပါတယ်ဘာလဲ chat မှာမက်မျိုးသိင်ကြီးဆိုတာ identity ရှာဖွေစေအသက်40ပါတယ်ဘာမှမဖြစ်ဘူးเนาะကျမတော့မှကျမရဲ့ identity ကိုဒီဘက်နောက်ထပ်ဒုတိယအကြိမ်ရှာဖွေတဲ့အချိန်မှာ48နှစ်ဖြစ်နေပြီအခုကျမအသက်50ပါအဲ့တော့ never too late ဒီချက်ရဲ့အဆိုကိုလည်းထောက်ခံပါတယ်လို့เนาะ identity ကိုကြိုးစားရှာဖွေနေစေပါတယ်မအေးအောင်ဟုတ်ကဲ့ပါ Okay ပါဆိုရင် thank you ပါ sharing တို့တဲ့ကြတဲ့ workbook လေးလည်းပို့ပေးပါမယ် workbook လိုချင်တာရှိနေပြောပါကိုဘာတိလိုက်ရလဲဆိုတော့တဲ့ identity ပြောင်းမနေပြင်မဲ့တဲ့ external force တွေကြောင့်လှုပ်ချင်တာမလုံးနိုင်နေရတာတွေ့ရှိပါတယ်တဲ့38နှစ်ကျော်မှာတဲ့စူးစမ်းရွေးချယ်ခွင့်ရတဲ့အတွက်တဲ့ diploma တယောက်ပါဟုတ်ကဲ့ပါမျှဝေပေးရတဲ့အတွက်ကျေးဇူးပါအတူတူပါပဲကျွန်တော်တို့လည်းရှိနေလုပ်နေသေးပါပဲ external ရဲ့ force တွေကနေလေရုံးထွက်ဖို့တော်တော်လေးစူးစမ်းရပါတယ်အမှတယောက်တည်းမဟုတ်ပါဘူးဟုတ်နေဟုတ်ဘူးလေလို့ချင်ပါတယ်ဟုတ်ကဲ့ပါ register link ဒီမှာ register လုပ်ပြီးเนาะကျွန်မ email လေးပို့ပြီးလိုက်ပါမယ် chat box ကိုလည်းTelegram group လေးကိုလည်းကျွန်မဒီမှာ sharing လုပ်ပေးမယ်เนาะမေးချင်တာရှိရင်လည်းမေးလို့ရပါတယ် တခုတော့မေးလို့ရမလားရှင် ဟုတ်ရပါတယ်ရှင်ဟုတ် ဟိုကဟိုဘောနော်အခုကလေးကြီးကြတော့လေအရန်ကောင်းတယ်ဗောလေဒီမိဘရဲ့ဒီ parenting ကလည်းအရန်လိုလာပြီဆိုတော့လေသူတို့အဲ့လိုအသက်16နှစ်မပြည့်ခင်တည်းကဝါသနာတွေဘာညာရှာတွေ့သွားကြရဗောလေညီမကျတော့အခုချိန်ထိအဲ့လိုအမ်ဒီဝါသနာကဘာမှန်းမသိဘူးပေါ့နော်ကိုအခု career ဟိုသွားနေစားတော့ဝါသနာပါတယ်ထင်ပြီးတော့ဒီ career ကိုရွေးလိုက်တာပေါ့နော်ဒါပေမဲ့ကြာလာတော့ဆက်ပြီးတော့မလုပ်ချင်တော့ဘူးအဲ့တော့ဟိုသူများရဲ့ပြောရပေါ့နော်ဝါသနာရှာခြင်းလို့ရှင်လို့တင်းတန်းနေလျှောက်တက်ကြည့်လိုက်ရှာကြည့်ဆိုပြောတဲ့အချိန်မှာလို့ကိုကလေတင်းတန်းနေအများကြီးပဲပေါ့နော် join ထားတယ်ပြီးလို့ရှိရင်တဝက်တစ်ပြက်နဲ့ပြီးသွားတယ်ဆက်ပြီးမတက်ဖြစ်တော့ဘူးပေါ့နော်အခုချိန်ထိဘာမှဘာကိုဝတ္တနာဘာမှမသိနေဘူးပြီးတော့ဒီအမြဲတမ်းပေါ့နော်အဲယုံထွက်တယ်ပေါ့နော်ယုံထွက်တယ်ဆိုတော့ကိုမဖြစ်ချင်တဲ့လူတယောက်အနေကနေအမြဲတမ်းယုံထွက်တယ်ဒါပေမဲ့ဒီ loop ထဲမှာပဲအမြဲပိတ်နေရပေါ့လေအဲ့ဒါကြတော့ဘယ်လိုမျိုးပေါ့နော်အစပြီးတော့ပေါ့အဲကိုဘာဖြစ်ချင်လဲဆိုရဲအရာလေးတစ်ခုကိုတည်သွားအောင်ရင်နောက်ပြီးတော့ကိုကလှုပ်နေရပေါ့နော်လှုပ်နေတင်းနေတက်နေရဒါပေမဲ့အဲ့ဒါကတဝက်တစ်ပြက်နဲ့ပဲပြီးသွားရပေါ့အဲ့ဒါကိုဟိုသူများတွေကပြောကြတာလို့ consistency မရှိလို့ပေါ့နော် consistency မရှိလို့ဆိုပေမဲ့လည်းအဲ့ဒီလုပ်နေတဲ့အရာတွေကလည်းကိုကြိုက်နေတဲ့အရာဟုတ်မနေပြန်ဘူးအဲ့လိုဖြစ်နေတာဟုတ် ဟုတ်အမဟိုမျှဝေပေးလို့ကျေးဇူးတင်တယ်ပေါ့နော်ပထမတစ်ချက်ကexplore လုပ်ခွင့်ရှိရပေါ့နော်ကိုကတော့ဒါလေးဟုတ်မလားဆိုတာကို join ကြည့်ကြရပေါ့ဒါပေမဲ့တခုပဲမ join ခင်မှာဘာလေးကိုမေးစေချင်လဲဆိုတော့
ဟိုစားပေါ့နော်ဒါတကယ် trend ကိုလိုက်ပြီးတော့သွားတာလားတို့မဟုတ်ကိုတကယ်စမ်းကြည့်ကြည့်မယ်ဒါကိုအတွက်တကယ်ဟုတ်သလားဆိုတာကိုမေးကြည့်စေချင်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ communication ပေါ့နော်ကို inner self ကိုပြန်ပြီးကြည့်စေချင်တယ်ပေါ့နော်ကျမတို့ကဘာလဲဆိုတော့ကိုနဲ့ကိုရဲ့ relationship ကိုနဲ့ကိုအေးအေးဆေးဆေးထိုင်ဖို့အတွက်ကိုအချိန်မပေးဖြစ်တာများတယ်ပေါ့နော်တော်တော်များများကျမတို့ external influence တွေကိုပဲအာယုံဆိုင်မိတာများတယ်ကျမကိုယ်တိုင်လည်းအဲ့လိုပဲဖြစ်ခဲ့တယ်ပေါ့နော်သူများတွေကဘယ်လိုသွားနေတာဘယ်လိုမျိုးတွေတိုးတက်နေတာဘယ်အရာလေးတွေကိုအာယုံဆိုင်မိနေတာမျိုးကိုကျမတို့သွားကြရတယ်ပေါ့နော်ဒါတွေကမှားနေရတော့မဟုတ်ဘူးဒါပေမဲ့တခုရှိတာကတော့ကိုနဲ့ကိုပြန်ကြည့်ဖို့အချိန်လေးပေးစေချင်တယ်ပေါ့နော်အချိန်လေးပေးစေချင်တယ်တချို့ဆိုရင်တော့ဒီ journaling ရေးတာမျိုးပေါ့ပြီးတော့နောက်တစ်ခုကိုယ့်ရဲ့ strengths တွေကို personality test ကနေပြန်ပြီးတော့ရှာလို့ရတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေကိုရှာကြည့်ပါအောင်ပေါ့နော်ရှာကြည့်ပါအောင်သူကstrength finder တို့ဘာလို့ဆိုရင်လည်းတချို့ကောင်းတာမျိုးရှိရပေါ့နော်ကိုယ့်ရဲ့အားသာချက်ကဘာလဲဆိုတဲ့အရာကိုသူကပြပေးတဲ့အချိန်မှာအဲ့လမ်းကြောင်းလေးနဲ့ကိုပြန်ပြီးတော့တကယ်စမ်းကြည့်ရင်လည်းငါတကယ်ဒါကိုစိတ်ဝင်စားလားဆိုတဲ့ဟာလေးတွေကိုကြည့်လို့ရတယ်ပေါ့နော်တကယ်လို့ကို connect လုပ်ဖို့အားနည်းနေသေးတယ်ဆိုရင်ဖြစ်တတ်တယ်ပေါ့နော်ကျမတို့ကအဲ့လိုဖြစ်တတ်တယ်အဲ့ချိန်မှာဆိုရင်ဒီခုနက personality test တွေအဲ့ဒါလေးနဲ့အကူအညီယူပြီးတော့တွားကြည့်စေချင်တယ်နောက်တစ်ချက်ကပါလဲဆိုရင်journaling ရေးတာမျိုးပေါ့နော်ကိုအကြောင်းလေးတွေကိုကိုရဲ့ pattern လေးတွေကိုနားလည်ဖို့အတွက်ကိုအချိန်လေးပေးတာမျိုးလေးတွေကအရင်အရေးကြီးရလို့ကျွန်မမြင်မိရပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုဘယ်လိုတွေသွားနေလဲကိုကဘယ်ရဲ့ influence ကိုရှိနေသေးလဲဆိုတာကိုကျွန်တော်တို့အချိန်ပေးပြီးတော့မကြည့်မိရမျိုးရှိရပေါ့နော်အကယ်၍ကျွန်မဒီ workbook လေးလည်းအမားက register လုပ်ထားရဲဆိုကျွန်မပို့ပေးမယ်အဲ့ချိန်မှာကိုပြန်ပြီးတော့မညာတဲ့မေးကြည့်ပါပေါ့နော်အဲ့အပြင်teacher တည်င်းဆိုလို့လောက်ထားတာရှိရယ် TCDL မှာပေါ့နော် self knowledge foundation ဆိုပြီးတော့ SKF ဆိုပြီးတော့အဲ့ course တွေလည်းjoin ကြည့်လို့ရတယ်ဒါကိုယ့်အကြောင်းကိုသိစေတဲ့အရာတွေပဲပေါ့နော်ဘဝမှာ identity ကိုရှာဖွေတဲ့အချိန်မှာကိုယ့်အကြောင်းကိုသိရင်ကနေပဲကိုဘာကိုစိတ်ဝင်စားတာကိုဆိုရင် formation ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့အပိုင်းလေးတွေတော့လုပ်ဖို့လိုတယ်ပထမကခုနပြောလို့ commitment ဆိုတဲ့အနေအထားမှာအဓိကတော့ nervous system မငြိမ်တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်ကိုကအဲ့လိုစိတ်ပူတာမျိုးတွေပေါ့နော်သူများကဒီလိုပြောလိုက်ဆိုလည်းခုန commitment မရှိလို့မဖြစ်တာမျိုးတန်လန်းနေဖြစ်တယ်ဆိုတော့အနေထားဆက်ဆိုင်ရင်လမ်းကြောင်းတစ်ခုပေါ်မှာခုနပြော strength finder ရှာကြည့်ရင်လည်းရှာကြည့်ပေါ့နော်ကိုယ့်ရဲ့အားသာချက်ကဘာလေးတွေလဲ personality test ကိုတို့မဟုတ်အဲ့လို professional တွေနဲ့လည်းဘာလဲဒီယူလို့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာအခုညယူပြီးတော့မှကိုလမ်းကြောင်းကို okay ဒါတကယ်ငါစိတ်ဝင်စားလား3လလားအဲ့လိုမျိုးရှာကြည့်ရင်လည်းတွားလို့ရတယ်ပေါ့နော် it's never too late တကယ်ပြောတာပြီးတော့အခုညီလေးယူလို့ရတယ်အခုteacher တည်ဆိုလို့လောက်ထားတဲ့ဟာကြီးဆိုလည်းတော်တော်ကောင်းနေပေါ့နော်ကျမတို့ခါကြတော့ဒီesoteric tools တွေကနေတဆင့်ကျမတို့ကိုနားလေတဲ့လူတဲမှာပါတယ်ပေါ့နော်ဒါလည်းရှာတယ် psychology လည်းရှာတယ်အဲ့လိုမျိုးကနေသွားရတာဒီရဲ့လမ်းကြောင်းကိုရှာလာဖို့အတွက်ကိုတကယ်လိုချင်တဲ့အရာကိုသိနေပေမဲ့လည်းစေစုနှစ်တစ်ခုထိကိုကျမတို့follow မလုပ်ဘဲနဲ့external influence တွေနဲ့နေခဲ့တာမျိုးတွေလည်းရှိတယ်အဲကြောင့်မမြတ်နိုဆန်အတွက်အားမငယ်နဲ့ပေါ့နော် just you ဒီ give up မလုပ်ဘဲနဲ့ရှာဖွေသွားဖို့အရေးကြီးတယ်လို့ကျွန်မပြောချင်တယ်ပြီးတော့ခုနပြောတဲ့ tools တွေကိုသုံးကြည့်ပါပေါ့နော်ဟုတ်အဓိကအဲ့လိုjournaling လုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်ပေမဲ့ခြာရေးကိုဘာကြီးခံစားနေရတော့ခြာရေးဖြစ်တယ်ဒါပေမဲ့အဲ့ရဲ့ဟာပေါ့နော်အရင်နှစ်ကဆိုလို့ရှိရင် counseling မှာယူဖြစ်တယ် counseling မှာယူဖြစ်တော့အဲ့လိုဆရာမကဘာပြောလဲဆိုတော့ကိုဘာဖြစ်နေလဲဆိုရဲဟာကိုအဲ့လိုမျိုးကိုကဒီလိုမဟုတ်ပါဘူးပေါ့နော်အဲ့လိုမျိုးတွေကို label အတက်မခံနဲ့ပေါ့အဓိကညီမကြတော့ဒီဟိုပတ်ဝန်းကျင်ပေါ့နော်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကကြတော့ label တက်ခံရတယ်နောက်ပြီး drive လုပ်တဲ့ကြတော့ drive လုပ်တဲ့ပတ်ဝန်းကျင်ကနည်း toxic ဖြစ်တယ်ပေါ့နော် toxic ရန်ဖြစ်တယ်နောက်ပြီးတော့ label တက်ခံရတော့ supplement တာတော့များရပေါ့နော်များတော့တစ်ခါလေကြားလို့ရှိရင်ကိုကငါဒီလိုမျိုးမဟုတ်ပါဘူးဆိုပြီးတော့ဖြစ်နေပေမဲ့လည်းနောက်တစ်ခါတလေကြားလို့ရှိရင်ငါဒီလိုမျိုးပါလားဆိုလို့ပြန်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးလေးပေါ့
အဲ့ဒါကလည်းကျမတို့လည်းတော်တော်လေးဖြတ်တန်းရတယ်ပေါ့နော်အဲ့ဟာကိုခုနပြောတဲ့ဒီအဓိကတော့ကျွန်တော်ရဲ့ past ရဲ့ forming လုပ်ထားတဲ့ identity ထဲမှာ track ဖြစ်နေတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့ဒါကလည်းတော်တော်လေးရှင်းရတာမျိုးရှိတယ်အဲ့လိုရှင်းတဲ့နည်းလမ်းတွေလည်းရှိတယ်ပေါ့နော်ခုန counseling ဆိုရင်လည်းပုံမှန်လေးတွားရင်းနဲ့ကိုရှာဖွေတာမျိုးပြီးတော့နောက်တချို့က inner child healing တွေလုပ်ကြရဲပေါ့နော်အဲ့ဒါလည်း recommend ပေးတယ်အဲ့ဒါကိုတချို့ကလည်းနှီးမျိုးစုံပေါ့နော်hypnotherapy နဲ့သွားတာမျိုးလည်းရှိတယ်ပေါ့နော် hypnotherapy ကတော့နည်းနည်းပို့ပြီးတော့မြန်တယ်လို့တော့ပြောတယ်ဒါပေမဲ့အဲ့မတိုင်မီမှာတော့ counseling ရယ်ကိုယ့်ရဲ့ pattern trace ကိုသိပြီးတော့မှလုပ်တာမျိုးကပိုကောင်းတယ်ပေါ့နော်ဆိုတော့အဓိကတော့ give up မလုပ်ဘဲနဲ့ဆက်သွားစေချင်တယ်ပေါ့နော် give up မလုပ်ဘဲနဲ့ဆက်သွားစေချင်တယ်ပြီးတော့နောက်တစ်ခုကဖြက်လန်းမရှိဘူးဆိုတာကိုလည်းကျွန်မပြောချင်တယ်ပေါ့နော်ဖြက်လန်းမရှိဘူးအဓိက you decide to face ဆိုရင်အဲ့ဒါကိုဆုံးဖြတ်လိုက်ပြီး face လုပ်ပြီဆိုရင်တော့သူ့အတွက် ways ကတော့အများတန်းပေါ်လာတယ်ဒါပေမဲ့အဲ့ပေါ်မှာပဲကိုကငါဒီတဲကနေထွက်လာဖို့အတွက်ကိုအများတန်းစူးစမ်းဖို့ပဲလိုအပ်တယ်လို့တော့ကျွန်မမြင်နေပေါ့နော်ဒါဆိုရင်လည်းအဲ့ကနေတော်တော်လေးkeep discovery လုပ်ခဲ့တာကြာပြီပေါ့နော်ကြာပြီးတော့မှဒီကနေသွားနေစေပဲလုံနေစေပဲအဲ့အတွက်ကြောင့်မလို့I'm sure ပဲနဲ့ဆက်သွားစေချင်တယ်ပေါ့နော်ဟုတ်ကဲ့ရှင်ကျေးဇူးပါ ကျေးဇူးပါအများကြီးတော့ရေးထားရပါတော့။ဗာလေးတွေမေးချင်တာရှိလဲရှင်ဟုတ် register မလုပ်လိုက်ရလို့တဲ့ register မလုပ်လဲလေလိုချင်ပေးမယ်လို့ပြောတယ်ဟုတ်တယ်မလားဆရာမသက်စင် workbook ပေးမယ်ဟုတ်ပေးမယ်ရှင်အမှဗာလဲ email လေးတွေပဲလိုချင်တဲ့သူတွေက email လေးတွေချက်မှာချန်ထားလို့ရှင်ပို့ပေးပါလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်ခြံထားခဲ့ပါလိုချင်တဲ့လူတွေလေးနော်ဆိုတော့အခုဒီမှာ identity ကတဲ့အကုန်မပြောင်းပြင်မဲ့ခုမှကိုလှုပ်ချင်တာတွေအကုန်ပြပြကြီးလုပ်နေရပါတယ်တဲ့90ကျော်မှာ identity အမှန်ကိုပြခွင့်ရတာပါဟုတ်ကျေးဇူးပါမျှဝေပေးလို့အမတဲ့တာအားကြတယ်တဲ့ဘာလို့ချင်တာလဲဆိုတော့မိဘကုရှာပေးလို့တဲ့ဟုတ်အကျေကမှာ upgrade my identity and renew my identity at the moment ဗာလဲကျမကခဏလေးတော့သက်စင်အမတစ်ခုလေဒီဟာလေးကိုဖြည့်ဆွက်ပြီးပြောခြင်းလို့ဆိုတာခုနကတော့ကျမကဒီ early stage မှာဖြစ်တဲ့ identity development အကြောင်းကိုပြောတာရှင်းပြသွားတာပေါ့နော်ဒါကလည်းကျမတို့ကဒီ science မှာရှိတဲ့ဒီ Eric Erikson ရဲ့ theory နဲ့ကျမတို့ကရှုထောင့်ကနေကြည့်ပြီးပြောလိုက်လို့အဲ့တော့ပြောချင်တာဗာလဲဆိုတော်တော်များများကကျမကလည်း success story ကိုယ့်ရဲ့background story ကိုပြောပြလိုက်တဲ့အခါမှာသားရဲ့ဒီအချိန်မှာပေါ်တဲ့ဥစ္စာကိုပြောပြလိုက်တော့တချို့လူတွေနားလည်လွဲသွားမှာဆိုလို့လေဒီချိန်မှာပဲရှာရတယ်ဒီချိန်မှာပဲပေါ်တာမဟုတ်ဘူးเนาะကျမရဲ့ story ကိုလည်းကျမပြောထားတယ်20မှာ identity ပေါ်ပြီမယ်ပေါ်ခွင့်မရခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ external influence ကနေပြီးတော့မလုံးနဲ့အောင်လို့တားထားတဲ့အတွက်ဒါပေမဲ့ကျမကကြတော့တခုရှိတာကတော့ကိုကစဖြစ်တယ်ပေါ့နော်ကိုလောက်ရမယ့်ဟာကိုသိတယ်ငါဒါကိုပဲလှုပ်ချင်တာဆိုတာကိုကျမခေါင်းထဲမှာရိုက်သွင်းထားတယ်ကျမရင်ဘတ်ထဲမှာထည့်ထားတာဖြစ်တဲ့အတွက်28နှစ်မှာမဖြစ်28နှစ်ဆိုတာထက်ပေါ့နော်28နှစ်26နဲ့28နှစ်မှာဒီချိန်မှမလုပ်ရင်အရန်နောက်ကျသွားပြီလုံးဝမဖြစ်ဘူးဆိုပြီးလုပ်နေတဲ့အလုပ်တွေကိုထွက်ပြီးတော့အိမ်ကိုအဲ့ဒါတော့မှနားလည်အောင်သဘောပေါက် against လုပ်ပြီးတော့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါတစ်ပိုင်းနောက်ထပ်အခုဒီဘက်ပိုင်းမှာလည်းအခုကျွန်မပြောတယ်ဒီ first profession ကိုကျွန်မထားခဲ့ abandon လုပ်ပြီးတဲ့အခါမှာဘာလုပ်ရမှန်းမသိတော့ကျွန်မလမ်းပြောက်သွားတယ်ဘာကိုလုပ်ချင်တာလဲဘာကိုလုပ်ဒီအသက်အရွယ်ကြမှာနောက်တစ်ခုကဒီအသက်အရွယ်ကြမှာငါဘာကိုစရမှာလဲဆိုတာကိုရှာနေရတယ်ရှာနေရတော့3နှစ်လောက်ရှာလိုက်ရတယ်ပေါ့နော်ကိုယ့်ရဲ့ strength တွေကိုထပ်ပြီးတော့ရှာခုနလိုမျိုးပဲကိုယ့်ရဲ့ strength တွေကိုကျွန်မ tools တွေနဲ့လိုက်ရှာရတယ်အဲ့ဒီအခါမှာငါဒါမဟုတ်သေးဟွာမဟုတ်သေးဘူးနဲ့ရွေးချယ်ခဲ့ပြီးကံမှာဒီဘက်ကိုရောက်လာတယ်ပေါ့နော်ဒီဘက်ဆိုတာအရင်တော့ဆို coach ဆိုတာကိုစပြီးကြားဘူးတာ2000နဲ့18လောက်မှာစပြီးတော့ကြားဘူးတာပေါ့နော် coach လုပ်တယ်ဆိုတာဒါပေမဲ့
ကိုလုံးနိုင်မယ်လို့မထင်သေးဘူးခုနဆရာမသစင်ပြောသလိုပဲဒါပေမဲ့ခုနကျမတို့ personal test တွေနဲ့เนาะအမျိုးစုံနဲ့ကိုယ့်ရဲ့ strength တွေကိုထုတ်ပြီးတော့ငါမှဒါတွေရှိတယ်အားသာချက်တွေရှိတယ်ဆိုပြီးတော့ parenting coach ဆိုပြီးတော့ဖြစ်လာတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ငါအသက်အရွယ်နဲ့ငါဒီဟာရောက်နေပြီဒီအသက်ရောက်နေပြီเนาะ20ရောက်နေပြီ30ဖြစ်နေပြီ40ဖြစ်နေ50ဖြစ်နေပြီအဲ့ဒါ age is just a number ပဲเนาะ age is just a number စပြီး aware ဖြစ်တဲ့အချိန်စပြီးသိတဲ့အချိန်မှာကိုဘာကိုဟိုကိုယ့်စီမှာရှိတဲ့အတ္တချက်ကဘာလဲတစ်အချက်ကအဲ့ဒါကိုရှာမယ်နှစ်အချက်ကကြတော့အဲ့ဒါကိုငါဖြစ်အောင်လုပ်မယ်အဲ့နှစ်ခုပဲလိုတယ်လို့ကျွန်မဖြည့်ဆွဲပြီးတော့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါမျှဝေပေးလို့ဟုတ်မေးချင်တာလေးရှိသေးလား workbook ကိုဟုတ်မှတ်ထားပါတယ် email ပေးထားတဲ့အတွက် email တွေမှတ်ထားပြီးတော့ပို့ပေးပါမယ်နော်ကျွန်မ Telegram link လေးလည်း share ထားရပေါ့နော်အဲ့ link ထဲမှာjoin ပေးကြပါအောင် recording ပြန်လာထောင်မှု page link လေးလည်းသိပြရစေတေချာပြန်လာထောင်ချင်လို့ပါတယ်ဟုတ်experience လေး sharing လုပ်သွားတာလည်းကျေးဇူးတင်ပါတယ်ဟုတ်နောက်ကျရဲဆိုတာမရှိဘူးပေါ့နော် maybe it's a right timing ဖြစ်နေမှာမဟုတ်ဖြစ်တတ်တယ်ပေါ့နော်ကိုကတခါတကြလမ်းပြောက်တယ်လို့ခံစားရတဲ့အချိန်မှာအဓိကတော့ signal ပြနေပြီပေါ့နော်it's time to ကိုကိုရှာဖွေရတော့မယ်အခုသွားနေတဲ့ပုံစံမျိုးကအလုံးမဖြစ်တော့ဘူးတခုခုတော့ဖြည့်ရှင်ချက်ရှာဖို့အတွက်ကိုလမ်းပြတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဟုတ် congratulation ပါမမွေအောင်ကအသက်20မှာအကြောင်းရက်သွားရတဲ့အရာတစ်ခုကိုတဲ့အသက်43နှစ်မှာပြန်လုပ်ပါတယ်တဲ့ဟုတ်ပါတယ်ကျမတို့မှာတခါလေကြာရင်အခွင့်မသာတဲ့အတွက်ကြောင့်မလို့မလုပ်ရတာမျိုးရှိတတ်တယ်ပေါ့နော်ဒါပေမဲ့အမြဲတမ်းဒါတကယ်လေစိတ်ဝင်စားတယ်လှုပ်ချင်တယ်ဆိုတဲ့အရာတစ်ခုကပြန်လုပ်လို့ရတာမျိုးရှိပါတယ်ဘာကြောင့်လဲဆိုတော့တခါကြာလက်တွေ့အနေထားတွေမှာလည်းရင်ဆိုင်ကြုံတွေ့ရတာရှိတတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဓိကတော့ keep up မလုပ်ဘဲနဲ့ဆက်သွားဖို့လိုအပ်တယ်ဆိုတာလေးကိုလည်းပြောချင်ပါတယ်ပေါ့နော်ဟုတ်မျှဝေချင်တာမျိုးရှိသေးလားရှင်ကိုချင်နေရတယ်ဟုတ်ကဲ့ပါပြောပါရဲ့ဟုတ်ကဲ့25နှစ်မှာကိုချင်နေရတယ်တဲ့ Thank you for joining ပါရှင်အဲ့ဆိုရင်ကျမဒီအခု Telegram link လေး share ထားရပေါ့နော်ဒီနေ့လာ join တဲ့လူတွေအကုန်လုံးဟိုစား join လို့ရပါတယ်ဒီ cycle ထဲမှာကျမဟိုဟာတွေဖြစ်တာတွေလည်းမျှဝေပေးမယ်ပေါ့နော် update တွေကိုပြီးတော့ခုနပြောရဲ surprise gift ကလည်းအဲ့ကနေပဲတော့မှဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်လိုအပ်တဲ့လူတွေအကုန်လုံး group ထဲမှာ join လို့ရပါတယ် okay ပါအဲ့ဆိုရင်မေးစရာမရှိရင်ကျမတို့ဒီနေ့ဒီမှာပဲရပ်လိုက်မယ်ပေါ့နော် Thank you so much ပါ Thank you so much for all joining ပါရှင် Thank you ပါဆရာမနှစ်ယောက်လုံးပဲ Thank you ပါ teacher ဟုတ် Good night Good night bye bye Good night